မင်္ဂလာပါကိုစီဟုတ်ကဲ့ပါကျွန်တော် podcast မှာလာပြီးတော့ join ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်း opportunity တစ်ခုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အခုဒီနေ့ဘယ်သူနဲ့တွေ့နေရလဲဆိုတော့ဒီမြန်မာနိုင်ငံမှာအသက်ငယ်ငယ်လေးနဲ့စီးပွားရေးတွေအများကြီးလုပ်ပြီးတော့ဒီနေရာတစ်ခုမှာအောင်မြင်နေတဲ့ content creator ဆိုလဲဟုတ်တယ် business owner ဆိုလဲဟုတ်တယ်တခြားသော identity တွေနဲ့ကိုယ့်ရဲ့ဒီဖြစ်တည်မှုနဲ့ဒီ independence lifestyle တခုနဲ့နေနေတဲ့လူငယ်တယောက်ကိုကျွန်တော်တို့ဒီ podcast season မှာဖိတ်ထားပါတယ်နာမည်ကတော့ကိုစီယာလို့ခေါ်ပါတယ် okay ဟုတ်ကိုစီယာဘဝမှာလက်ရှိအခုage နဲ့ဘဝမှာဘာတွေလုပ်နေလဲဘာတွေဖြတ်သန်းခဲ့ရလဲဆိုတော့ကျွန်တော်အချင်းချုပ်ကလေးနည်းနည်းလေးပြောပြပါလား okay ကျွန်တော်တော့အခု25နှစ်ရှိပြီပေါ့နော်25နှစ်တောက်လျှောက်မှာဆိုရင်ကျွန်တော်မနေခဲ့ရတာက10တန်းပြီးတဲ့အချိန်အထိပေါ့ကျွန်တော်ဆိုတာမဟုတ်ဘူးပေါ့ဟုတ်ကဲ့အဲ့ဒီကျွန်တော်ဆိုတာမဟုတ်ဘူးဆိုတော့လေကျွန်တော်မှာနှစ်ပိုင်းခွဲနေရတယ်အိမ်မှာကျွန်တော်တစ်ပိုင်းပေါ့နော်အဲ့အပြင်ထွက်သွားရင်တစ်ပိုင်းကျွန်တော်အများတန်းငငယ်လေးကတည်းကနေပြီးတော့ကျွန်တော်ဘာတူလဲဆိုတာအများတန်းရှာနေရတယ်သူဒါပေမဲ့အရှာဖို့လည်းဘယ်တော့မှမကြောက်ခဲ့တဲ့သူပေါ့နော်အဖေကဘယ်လောက်ဆူဆူအမေကဘယ်လောက်ရိုက်ရတယ်အိမ်ကထွက်သွားတာနဲ့မဟုတ်ရတယ်ဒါငါမဟုတ်ဘူးငါဆိုတာဘယ်လိုဆိုပြီးတော့တိဆောက်နေရတယ်သူပေါ့ခုဆိုရင်တော့တိဆောက်ရတယ်ဒီများတော့လဲနည်းနည်းအရေးထူပါပြီဘယ်မှမရဘယ်အရွယ်လောက်ကလေးကစပြီးတော့ကိုယ့်ကို realization စလုပ်နေရလဲ Okay ကျွန်တော်တို့ကကျွန်တော်က2000ဘွန်းဆိုတော့ကျွန်တော်တို့ဒီတော်တော်မဖွင့်ပြသေးတဲ့အချိန်လို့ပြောရမယ်အခုချိန်မှဒါဒီ LGBT ကိုလက်ခံတာပေါ့နော်ဒါပေမဲ့ကျွန်တော်ငယ်ငယ်တုန်းကဒီ identity ရှာတဲ့အချိန်မှာလူတွေတိထင်နေတာက LGBT ဆိုတာသူတို့ကအရန်အခွင့်အရေးတွေတောင်းဆိုတယ်သူတို့ဘသူဆိုတာအရန်ဘိုးဖြစ်ချင်တယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအကုန်လုံးတူတူတောင်းဆိုနေတာတွေအကုန်လုံးကျွန်တော်တို့မနှောက်ယှက်ဖို့ပဲတောင်းဆိုတာကျွန်တော်တို့ကိုမနှောက်ယှက်နေရပြီဒန်းတူဆက်ဆန်တာမဆက်ဆန်တာဒါတစ်ဖက်ကလူရဲ့အလုပ်ပေါ့နော်ဆိုလိုက်မနှောက်ယှက်ရပါပြီအဲ့ဒါကကျွန်တော်ထင်တယ်9တန်းလောက်ခတဲ့နေစပြီးတော့အိုက်တန်အောင်ခံရတာပေါ့9တန်းလောက်မှကျွန်တော်ကကိုokay I like boy ပေါ့အဲ့ဒီအချိန်မှစတည်တယ် okay အဲ့ဒီတုန်းကဆိုရင်ကိုကမခွဲတတ်ဘူးလေ point ဆိုရင် like point တစ်မျိုးပဲမြင်ရတာ哦 like straight လား gay လား bi လားဆိုကိုကမသိဘူးဆို like အမှန်တည်းရှုပ်ချက်တွေခတ်နေရတာပေါ့အဲ့ဒါကိုတကယ်ကိုဒီ LGBT တယောက်နေလုံးဝ totally realize ဖြစ်သွားတဲ့အချိန်ကဘယ်အချိန်လို့ခေါ်မလဲအဲ့9တန်းမှာပဲပေါ့အဲ့9တန်းမှာပဲအိမ်ကကြတော့နှစ်မျိုး꿰တယ်အမေကကြတော့ငငယ်တုန်းကလေအဲ့လိုထိုင်းတချင်းနေရှိ right ထိုင်းတချင်းနေအဲ့လိုမျိုးအခုဆိုရင်လေးပါလဲ okay နားခါရရှိလေညာ okay နားခါတော့ဆိုရင်အခုနားထောင်ခဲ့ရလားမသိဘူးနားထောင်ခဲ့တယ် like ကခဲ့တယ်ကခဲ့လား okay like ကခဲ့တာအခုတို့ပုံမှန် normal ကခဲ့နော်ကျွန်တော်တို့ကြတော့အမေကဘယ်လိုလဲဆိုတော့သူအဲ့တချင်းလာပြီဆိုရင်သူဘိုးဖက်နဲ့သွားစီအင်ဂျီကိုခောက်သူအဲ့လိုမျိုးလောက်ခိုင်းခဲ့တာအဲ့လိုမျိုးလောက်ခိုင်းဒါပေမဲ့အဖေရှိမှကြတော့အဲ့လိုမဟုတ်ပြန်ဆိုတော့ကိုကနည်းနည်းကလေးဆိုတော့ confuse ဖြစ်တာပေါ့နော်အဲ့လိုမျိုးလုပ်နေရတဲ့ချိန်ဆိုပြောတယ်ဒါပေမဲ့အဖေရှိရရင်သူ strictly နေရတယ်ဆိုတော့ဘာမှမသိဘူးပေါ့နော်ဘာမှမသိဘူးအဲ့ဒီအချိန်မှာကျွန်တော်အိမ်မှာနေရတယ်ခါလီကျတော့အရန်မွန်းကြက်တယ်သူများတွေဆိုကျောင်းကနေအိမ်ပြန်ချင်တာလေကျွန်တော်အိမ်ကနေကိုကျောင်းမဲသွားချင်တာဘာဖြစ်လို့လဲဆိုတော့အိမ်မှာဆိုကျွန်တော်ဆိုမရှိဘူးသိတယ်မလားဘာလို့လဲစာပဲလောက်ရတယ်ပြီးတော့တီတီတန်ပဲနေရတယ်ပြီးတော့ကျွန်တော်အကိုအကြီးဆုံးဖြစ်တာ哦သူတို့တွေအမြဲတမ်းပြောရင်အနောက်မှာဟိုညီလေးတွေရှိတယ်ပေါ့နော်ဆိုတော့ကိုပုံစံနဲ့ကိုနေခွင့်မရခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မမားနေဘူးဆိုတော့ကျွန်တော်အမြဲတမ်းပြချင်တာဒါဖြစ်လို့မမားဘူးပေါ့နော်ဆိုတော့သူတို့ငငယ်တုန်းကကြုံတွေ့ခဲ့ရတဲ့ LGBT တွေကြတော့လဲတစ်မျိုးပေါ့ဒီ2000မှာအနောက်မှာကြတော့လဲအဲ့ခက်တဲ့တိလာတဲ့ပုံစံငါ I don't want to be a transgender like I just want to be a gay like ကျွန်တော်မိန်းမပုံစံမဖြစ်ချင်ခဲ့ဘူးဘယ်တော့မှဒါပေမဲ့ transgender ပုံစံမဖြစ်ချင်ခဲ့ဘူး but I know I like boy အဲ့ဒါနဲ့ပဲအဲ့လိုပဲတိုက်ယူခဲ့ရတာအဲ့9တန်းလောက်ခက်တဲ့အနေဒါတပိုင်းပေါ့နော်ရွေးဒီကိုအသက်တခုရလာတဲ့နောက်ပိုင်းမှာဒီဘယ်ချင်းကစပြီးကိုစီကလက်ရှိမှာစီးပွားရေးတွေအများကြီးလုပ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါလည်းသိချင်လက်ရှိဘာစီးပွားရေးတွေလုပ်နေလဲတန်25နှစ်ကျွန်တော်ကအခုကအဖေရဲ့ဟိုတယ်လုပ်ငန်းလုပ်နေတယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်မှာကား rental တခုရှိတယ်ဟုတ်ကဲ့ဒါကြတော့ကျွန်တော်တိတ်ပြီးတော့တွင်ကြ personal brand နဲ့တွဲပြီးမလုပ်တဲ့ဟာပေါ့ကျွန်တော် personal brand နဲ့တွဲပြီးလုပ်တာဆိုရင်ကျွန်တော်ဒီမာချာဘက်ကို
လောက်တာများတယ်ပြီးတော့ကျွန်တော်ဒီ pass bar ပေါ့နော် pass bar တွေလောက်တာများတယ် pass bar အခုဆို2ခုရှိပါပြီလေ pass bar လောက်တာများတယ်ပြီးနောက်ဆုံးကျတော့ကျွန်တော်hand ဆိုတဲ့နာမည်နဲ့ hand gems and jewelry ဆိုပြီးလောက်ပါတယ်ဟုတ်အဲ့မှာဒီ matcha business ကြတော့ matcha ရောင်းတာလား matcha ကမရောင်းပေါ့ကျွန်တော်ကmatcha အဲ့ coffee လုံးဝမကြိုက်တယ်သူတလုံး coffee တောက်လာပြီးတော့ဒီ coffee ကပေးတဲ့အဲ့လိုရင်တုံတဲ့ဟာကိုကျွန်တော်မခံနိုင်ဘူးခါလေးကျရင် coffee ရဲ့ရင်အရန်တုံတဲ့ခါကျရင်အဲ့လိုပြုတ်တာတော့ဖြစ်တယ်လေဆိုတော့ matcha ကလည်းအဲ့လိုသူနဲ့ caffeine က matcha coffee ထက် matcha caffeine ပိုများတယ် but like matcha caffeine တက်တဲ့ပုံစံကကြတော့ steady it will give you energy like throughout the day but coffee is crash energy like you will get the energy for an hour and you will get crashဆိုတော့ကျွန်တော်အဲ့ဒါကိုသိတဲ့အချိန်မှာ like ကျွန်တော် matcha တောက်ချင်တယ်ဆိုပြီးတော့ matcha စပြီးတော့ try ကြည့်အရင်တော့ matcha နဲ့ green tea ကိုလူတွေကမကွဲဘူးရောတယ်လေအစိမ်းရောင်လေးပဲဆိုတော့ yeah green tea ကအဲ့ဒါစော်ကားနေတယ်လို့ပဲပေါ့နော်ဆို matcha စော်ကားနေတယ်လို့ပဲပေါ့နော် green tea ကကြတော့ green လက်ဖက်စိမ်းကြီးပေါ့ဟိုကျွန်တော်လေပမာရီမှာဆိုရင်အချိုရည်နဲ့ရိုးတောက်တဲ့ရည်နွေးချမ်းအရည်နဲ့မတူတယ်လို့လေအဲ့လိုမျိုးပေါ့အဲ့လို green tea နဲ့ matcha လည်းအဲ့လိုမတူဘူးစပြီးတော့ဘယ်လို matcha နဲ့စပြီးတော့အဲ့ဒီ matcha ကိုဘယ်လိုစလုပ်ခဲ့တာလဲဆိုတော့ကျွန်တော်တရက်မှာကျွန်တော်က content creator ဆိုတော့ခေါင်းကစားရတယ်ဘာလဲ viral ဖြစ်မဲ့ဟာကိုယ့်ကိုရှောက်ရှာတယ်ပေါ့နော်ရှာတာနဲ့အဲ့ဒါနဲ့အော် okay ကျွန်တော်ကအရင်တော့က content creator ဆိုလုပ်မယ်ဆိုပြီးတော့သူများတွေလိုမျိုးအခုဆိုအကိုတို့ဆိုထားပါတော့ဒါဟို podcast ပိုင်းနဲ့ပတ်သက်ပြီးတော့လုပ်တယ် and then motivation speaker ပုံစံမျိုးနဲ့လုပ်တယ် so like you have a title and then you can do your lifestyle and so like people will ပို့ပြီးတော့ notice ဖြစ်လိမ့်မယ် your lifestyle because you do podcast but I don't have anything အဲ့ချိန်မှာကွာကျွန်တော်ဘာမှမပြအောင်ကျွန်တော်မှာ pass bar ရှိရလဲမပြအောင်ကျွန်တော် lifestyle ဆိုလဲကျွန်တော်အများနဲ့ဟိုသွားလိုက်ဒီသွားလိုက်အဲ့ဒါလည်းပဲပြတယ် low profile ပဲနေပြတယ် yeah exactly so like ကျွန်တော်အများနဲ့တွေ့နေတာငါတခုခုတော့ရှိချင်တယ်ဒါပေမဲ့ like I don't want to be food blogger ကျွန်တော်က food blogger like တိုးလို့မရအောင်ဆိုတော့လည်းသိတယ်ကျွန်တော်အစားအသောက်ကိုအရန်ချစ်တယ်ရမ်းချစ်တော့ကောင်းတာပဲစားချင်တယ်ကောင်းတာပြောရဲဆိုတာဈေးကြီးတာပြောတာမဟုတ်ဘူးမကောင်းဆိုကျွန်တော်အဲ့တစ်ပတ်ကတော့ဒီတိုင်းထားခဲ့တယ်မစားတဲ့သူဆိုတော့ဒါနဲ့ငါနဲ့ဆိုအလုပ်ဖြစ်မှာမဟုတ်ဘူးเนาะဆိုlike okay ပြီးတော့ lifestyle blogger ဘက်ကိုရွေးလိုက်တယ်အော်ငါပုံစံ okay ငါရဲ့ lifestyle နဲ့ဆိုသွားလို့ရမယ်ထင်တယ်ဆိုlike matcha တော်တော်များများကကြတော့ဒီလို lifestyle ကိုတန်ဖိုးထားတဲ့သူတော်တော်များများဆိုတောက်ကြတာများတယ်သူ matcha မှာ benefit တွေအများကြီးရှိတာ哦ဆိုထားပါတော့အဲ့မှာကျွန်တော်တရက် okay matcha တောက်နေနေစဉ်းစားမိတယ် okay ငါ matcha အရန်ကြိုက်တယ်ဒါပေမဲ့တစ်ဆိုင်နဲ့တောက်ရတာတော့ရိုးတယ်ရန်ကုန်မှာပဲဆိုင်ဒီမှာ matcha ကောင်းတာရအောင်မလဲလိုက်ရှာကြည့်မယ်ဆိုပြီးတော့လိုက်ရှာကြည့်တာမှာ cafe တစ်ခုမှာစရင်လည်းအဲ့ရနေပဲဟိုပုံဖြစ်သွားတာပေါ့ဒါမြန်မာနိုင်ငံမှာကိုပထမအဦးဆုံးလို့ပြောလို့ရမလား matcha နဲ့ပတ်သက်တဲ့ blog so ကျွန်တော် matcha လုပ်တဲ့အချိန်မှာအခုသူတို့ရဲ့ sale of the year ပေါ့နော် like break ဖြစ်သွားတဲ့ဆိုင်ဆိုရင် kudos လို့ပြောရမှာပေါ့သူတို့ kudos က matcha ရောက်မှဘယ်သူမှမသိဘူးအစ and then ကျွန်တော်ပြောပြီးတဲ့အချိန်မှာဆိုအခုချိန်ဒီဆိုအခုချိန်ဒီကို stock မရှိဘူးအခုလက်ရှိကြတော့matcha နဲ့ဘယ်လို business တွဲပြီးလုပ်နေ content creator ဒီဟိုဘယ်လိုပြောမလဲ ambassador သဘောမျိုးလားဒါမှမဟုတ်ရင်ကိုယ်တိုင်ပဲဖြန့်ချီတာလား okay ကျွန်တော်မှာကဟိုအခုကဒုတိယဆိုင်ခွဲလုပ်နေတာပေါ့နော်အဲဒုတိယဆိုင်ခွဲလုပ်နေတဲ့ထဲမှာကျွန်တော်ကbrain free ဆိုတဲ့ brand လေးတစ်ခုကျွန်တော်ထုတ်ချင်တယ်ဒါပေမဲ့အဲ့ဒါက healthy smoothie ပေါ့နော်အဲ့ဒီထဲမှာအဲ့ဒီ matcha ကလည်းသူ health benefit တွေအများများတာကိုထားပါတော့ antioxidants တွေအများပါတယ်ကွာ like မအိုဆေးလို့ပြောလို့ရတယ်အဲ့ဒါကြောင့် yoga ဆော့တဲ့လူတွေပလာတီဆော့တဲ့သူတွေ gym သွားတဲ့သူတွေဒီဘက်မှာဒါဟို matcha ကိုကောင်မလေးတွေပဲတောက်တယ်ထင်တာတတိုင်းငါလုံးမှာယောက်ျားလေးလည်းတောက်လာ coffee ကိုတိတ်မတောက်တော့ဘူးပေါ့နော် like coffee တောက်တဲ့ခင်မရှိတော့လက်အရင်တော့ဆို latte တော့ espresso တော့အရင်တောက်ကြတယ် right macchiato တို့အခုကျတော့ရှေ့က matcha ထဲမှာရတာ matcha macchiato matcha latte အဲ့ဒါအခုပါအဲ့ဒါတွေတောက်လာတယ်ပေါ့နော်ဆိုlike ကျွန်တော်အဲ့ဟာထုတ်ချင်တာဆိုတော့အဲ့ဒီဟာကိုကိုပိုင် brand တစ်ခုမှာမထုတ်ခင်မှာငါ brand တစ်ခုရှိတယ်ဟိုပြချင်လို့ကျွန်တော်က line တစ်ခုဆွဲလိုက်တာပေါ့ပြီးတော့အခုလည်းဒီကြားထဲမှာတချို့ဆိုင်တွေတင်နေကျွန်တော် collaborate လုပ်တယ်တချို့ဆိုင်နေဆိုရင်ကျွန်တော်မကြော်ညာပေးနိုင်တဲ့ဆိုင်ဆိုရင်ကျွန်တော်မကြော်ညာဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်မကြိုက်ပင်နဲ့သူများကောင်းတယ်လို့ကျွန်တော်မပြောနိုင်ဘူးသွားပြီးတော့တောက်ကြည့်ပြီးတော့မှပထမတစ်ချိန်စမ်းတောက်ကြည့်ပြီးတော့မှမကြိုက်ဘူးကြိုက်တယ်ဆုံးဖြတ်တာလားဒါမှမဟုတ်စောစောစီးတွေကမကောင်းတော့ဘူးဆိုပြီးတော့ခွာထားတာလား okay matcha မတောက်ခင်မှာဆိုကျွန်တော် review တွေအရင်ကြည့်တယ်ပေါ့နော် review တွေအရင်ကြည့်ပြီးတော့ဒီဆိုင်ကကျွန်တော် matcha တစ်ပုတ်တင်ပြီးရင်အောက်မှာဘယ်ဆိုင်မှာသွား try မို့ဆိုပြီးလူတွေအများကြီးပြောကြတာဟုတ်ဆိုလိုက်ကျွန်တော်ကြည့်ပြီးတော့ okay ဒီဆိုင်ဆိုရင်ထားပါတော့ဥပမာဆိုင်တစ်ခုဆိုရင်ကျွန်တော်အဲ့ဆိုင်ကိုအရင်ဆုံး review တွေကြည့်လိုက်တယ်မကောင်းတာများပြီဆိုရင်ကျွန်တော်သူများဟုတ်ကွာကျွန်တော်စီမှာ mindset တစ်ခုကဘာလဲဆိုတော့ I want to see everybody win
ကျွန်တော်တယောက်တည်းဝင်းနေကပောက်မှာဒိတ်ပဲမရှိဘူးကွာ like ကိုတယောက်တည်းဝင်းနေတယ်ဆိုလဲစီးပွားရေးခဏပဲလုပ်လို့ရမှာလေ everybody wins ဆို like win win situation တွေဖြစ်တော့ဆို like စိုင်တန်းကိုကျွန်တော် negative review မပေးချင်ဘူးအဲ့တော့မကောင်းလောက်ဘူးလို့ထင်ကျွန်တော်မတော်မတောက်တော့ကောင်းတယ်လို့ရန်နာမယ်ကြည့်လို့ကျွန်တော်သွားတောက်တယ်ဒါပေမဲ့ကျွန်တော်ပါဇက်ထဲမှာမကောင်းဆိုကျွန်တော်မကောင်းပဲပြောတယ်ကောင်းရင်ကောင်းတယ်ပဲပြောတယ်အဲ့တော့ခုနပြောသလိုပေါ့ everybody like win ဖြစ်တာကိုလိုချင်တယ်ဆိုပြီးတော့ဒီဆိုင်မကောင်းလို့သွားပြောနေလို့မရဘူးအဲ့တော့ကျွန်တော်အနည်းဆုံး2ခွက်လောက်တော့ကျွန်တော်မှားလိုက်တယ်မှားလိုက်တဲ့အချိန်မှာကျွန်တော်လုံနိုင်တာမလုံနိုင်တာကိုဘာသိလဲဆိုတော့ဆိုင်နဲ့ကျွန်တော်ရောက်ပြီဆိုရင်သူတို့မှာဟိုတေချာလောက်ရမယ်ဆိုတဲ့ဟာတစ်ခုဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့တော့ပြီးတော့ကျွန်တော် review ပေးလိုက်ပြီးဆိုရင်လေဒီဆိုင်ကသူတေချာလောက်ရတော့မယ်ဆိုတာသူသိသွားတယ်ဘာဖြစ်လို့ဆိုတော့တချို့တွေကကျမာချာကိုကျတော့ထားတာအများရဲ့ oxidize ဖြစ်သွားရင်သူကငါးညီနံထွက်လာတာတို့မာချာကြီးကမဲသွားတာတို့အဲ့တိုင်းထားတဲ့ဆိုင်တွေအများကြီးပဲရှိတယ်မာချာမီညူးစာတတ်ထားတာပေါ့နော်ဆိုလိုက်မာချာကြိုက်တဲ့သူတယောက်နေနဲ့ခုနပြောသလိုအစားတောက်ကြိုက်တဲ့သူတယောက်တည်းနဲ့စော်ကားနေတယ်လို့ပဲဟုတ်တယ်အဲ့တော့ကျွန်တော်အဲ့ဟာကိုလက်မခံနိုင်ဘူးပေါ့အဲ့တော့သူတို့ပြင်ဆင်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပဲအခုဆိုရင်ပြင်သွားပြီပေါ့နော်ဆိုင်တစ်ခုဆိုကျွန်တော် review ပေးလိုက်တာ तू အဲ့ဥစ္စာကို तू အခုပြင်ပြီးတော့ तू လည်းအရန်ပြန်ကောက်နေပါပြီအဲ့တော့ကိုစီယာကဒီခုနပြောတော့ဒီ content creator အရင်ဖြစ်တာပြီးတော့မှဒီ matcha နဲ့ပတ်သက်ပြီးတော့ဒီ content viral ဖြစ်အောင်ဘယ်လိုလုပ်မလဲသွားတာဒီ content creator mindset လည်းရှိတယ်ဒီချိန်ထဲမှာ business လည်းလုပ်နေတော့ဒီ matcha ဘယ်လောက်ထိမြန်မာနိုင်ငံမှာ group ဖြစ်သွားနိုင်လဲ business အနေနဲ့ကိုယ်တိုင်ရောတကယ်ဒီ business တွေဝင်နေဆိုလို့ရှိရင်ဘယ်လောက်ကြီးသွားနိုင်လဲဘယ်လောက် effect တက်ရောက်သွားနိုင်လဲ Okay ကျွန်တော်ကြောင့်ဘယ်လောက် effect တက်ရောက်လဲဆိုတော့အရင်တော့ Fuji ဆိုတဲ့ဟိုဟာမုတ်ဆိုင်ရှိတယ် right ဆို American Embassy ပေးနာမှာတည်တယ်သူကဂျပန်ဆိုင်ဖြစ်ပြီးတော့သူ့စီမှာ matcha ဘယ်တော့မှမရခဲ့ဘူးအော်အခုကျွန်တော်လုတ်ပြီးွားတဲ့အချိန်3ပုံမြောက်မှာ matcha မရတဲ့ဆိုင်ဆိုမရှိတော့ coffee ဆိုင်ဆိုရင်တော့ matcha ဆို they don't care they only sell the green tea ဟုတ်တယ်ဟုတ်တယ် and then ကျွန်တော်အဲ့ဒါ3ပုံလောက်လုတ်ပြီးွားတဲ့အချိန်မှာit affect the whole market and then သူတို့တိလာတယ် okay matcha မကြိုက်တဲ့သူတွေမတောက်တဲ့သူတွေတော့ကျွန်တော်ဗီဒီယိုကြည့်ပြီးmatcha ဘယ်လိုရတာလဲမသိဘူးသွား try ကြည့်အောင်မယ်သွား try ကြည့်အောင်မယ်သွား try ကြည့်အောင်မယ်ဆိုတော့ကျွန်တော်ကbalance ဖြစ်အောင်လုပ်ရတယ်ပေါ့နော်စိုင်းနေမှာလဲသူ class နဲ့သူမျိုးစားရှိတာ哦ဆိုလိုက်ကျွန်တော်ကပုံမှန်တောက်နိုင်တဲ့ class ကိုလည်းသွားကြည့်ရတယ်okay မဟုတ်ဒီလိုမှမသွားဘူးတခြား matcha မှာ grade ကောင်းလေးတောက်ချင်တဲ့စိုင်းနေလည်းရှိတာ哦အဲ့လိုမျိုးလည်းကျွန်တော် review ပေးရတယ်ပေါ့ဆိုလိုက်ကျွန်တော်ထင်တယ်ကျွန်တော်ကြောင့်အခု matcha industry ကို coffee ဆိုင်တော်များများကိုကျွန်တော်ပုံသွားပြန်သူတို့နည်းနည်းလေးတော့သူ့ကြောင့်ဆိုပြီးဖြစ်လေလိမ့်မယ်ထင်တယ်အဲ့တော့ကိုစီယာလုပ်မဲ့ business က matcha ကိုဒီအမှုန့်နေပဲတွင်းမှာဒါမှမဟုတ်ဒီလိုစိုင်နေနဲ့တခါလေး ready made တောက်လို့ရတဲ့ပုံစံမျိုးနဲ့စိုင်နေနဲ့ ready made တောက်လို့ရတဲ့ပုံစံဟုတ်ဒီပေါ့နော်ကျွန်တော်ကြားဘူးတလောက်မြင်ဘူးတလောက်ပေါ့အရင်တော့ကျွန်တော်လေ့လာဘူးတာ matcha နဲ့ပတ်သက်လို့ကသူက grade တွေနဲ့ကွဲတာတွေရှိတယ်တချို့တောက်လို့ရတာရှိတယ်မျက်နှာလိမ့်နေဆိုတာလားဘာလို့တာလဲမသိဘူးအဲ့လိုမျိုးအဲ့ကွဲ matcha ရဲ့ဒီ level grade လေးကွဲတာလေးတော့နည်းနည်းရှင်းပြပါဦး Okay မျက်နှာလိမ့်လို့ရတဲ့ဟာဆိုတာကျွန်တော်ပြပြမယ်ပေါ့နော်ဟုတ်ကျွန်တော်တို့မျက်နှာလိမ့်နေတဲ့တွေမှာဆိုရင်တချို့ဆိုရင်တလဲသီးပါတာတို့ငှက်တိုက်တွေပါတာတို့လိုမျိုးရှိတယ်လေဆိုတော့အဲ့ဒါတွေကြတော့ extras တွေပေါ့နော် like အနံ့နဲ့အယောင်လောက်ပဲပေါ့ extras လောက်ပဲထည့်တာအဲ့လို grade မဟုတ်ဘူးသူက matcha grade မှာကြတော့ထားပါတော့လူတော်တော်များများသိတယ်ဆို ujicha matcha ဆိုတာရှိတယ်ဟုတ်ကဲ့ujicha matcha is the best matcha တခြား matcha grade တွေလည်းရှိတယ်ပေါ့နော်ဂျန်ကုန်မှာအသုံးများဆုံးကတော့ ujicha ကျွန်တော်ထင်တယ်ဒါပေမဲ့တချို့ဆိုင်တွေကသူတို့သုံးတဲ့ brand ကိုလည်းကျွန်တော်လည်းတိတ်မသိရတော့လေဟုတ်ကဲ့so like မာချာကုံတော့အဲ့ဆိုဂျပန်ကပဲလာကြတာလားတရုတ်ကလာရလည်းရှိတယ်ထိုင်းကလာရလည်းရှိတယ်သူကမာချာဆိုတာကွာအခုကျွန်တော်တို့ဒီရန်ကုန်ဗမာပြည်မှာဆိုလက်ဖက်ခင်းစိုက်တယ်လို့ပေါ့လက်ဖက်ခင်းစိုက်တယ်ဆိုကျွန်တော်လက်ဖက်ရွက်တွေဆွဲနှုတ်ပြီးတော့အဲ့ဟာကိုရေနွေးချမ်းကျိုးရင်ကျိုးတယ်အချိုရည်လုံးရင်လောက်တယ်တုပ်ဆိုင်တုပ်စားတယ်သူတို့ကြတော့အဲ့ဟာတွေကိုနှုတ်ပြီးတော့ grind လုပ်လိုက်တာအဲ့အမှုံအရွက်ကို grind လုပ်လိုက်တော့အမှုံဖြစ်သွားတာအဲ့ဟာပဲအခုဒီ business အနေနဲ့ရောကိုစီယာလုပ်မဲ့ business မှာမာချာကိုတကယ် main business အနေနဲ့ထားမှာလားဒါမှမဟုတ် side business အနေနဲ့ပဲတခုနေ side business main business မှာကျွန်တော်တို့ပေါ့နော်food တွေတော်တော်များများ trend နဲ့ပဲသွားရတာများတယ် food တော်တော်များများလေအခုထားပါတော့ကျွန်တော်တို့အရင်တော့ဆိုအရန်နာမည်ကြီးတယ် level 7 spicy noodle ဆိုတာရှိတယ်ဟုတ်ကျွန်တော်တို့ဒီပူတိုင်းနားမှာရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဒါဆိုလဲ trend တစ်ခုနဲ့ပဲသွားရတာပေါ့နော်ထားပါတော့ဒီအကင်တွေဆိုလဲ trend နဲ့ပဲသွားရတာပဲ matcha ဆိုလဲ trend နဲ့ပဲသွားရတာဖြစ်တဲ့အတွက် main business လုပ်ချင်တယ်ဆိုရင်တော့ cafe တစ်ခုလုံးဖွင့်မှရမယ်ပေါ့ cafe ဆိုရင်တော့ you can be start your main business but matcha တစ်ခုတည်းပဲကျွန်တော်လိုမျိုးထည့်မယ်ဆိုရင်တော့ it cannot be a main business ကိုစီယာနဲ့ပတ်သက်တဲ့ lifestyle identity နဲ့ပတ်သက်လို့တချို့တွေကျွန်တော်မေးချင်တာပေါ့ဟုတ်ကဲ့ကိုပေါ့နော်
ဘယ်လိုလူတယောက်အနေနဲ့ခံကိုယ့်ရဲ့အားသာချက်တွေလူတိုင်းမှာရှိကြလိမ့်မယ်ဗျာကိုယ့်ရဲ့ထူးခြားချက်တွေလည်းရှိကြလိမ့်မယ်အဲ့ညမှာကိုသူများနဲ့မတူပဲထူးခြားနေတယ်လို့ခံယူလား အရင်တော့ကတော့ခံယူတယ်ဒါပေမဲ့လွန်ခဲ့တဲ့တလားလောက်ကစပြီးမခံယူတော့ဘာဖြစ်ဆိုတော့သူများနဲ့ကွဲဖို့လုပ်တဲ့သူတိုင်းတော်တော်များများကတယောက်မဟုတ်တယောက်နဲ့တော်တော်တူနေတယ် like သူတို့အများတန်းပြောတယ်မလား think outside the box think ဟိုသူများလို့မတွေးနဲ့သူများနဲ့မတူနဲ့ but then တစ်ချိန်တည်းမှာသူတို့လုပ်ပြီးသားဟာတွေအကုန်လုံးလည်းသူများဟာလုပ်ပြီးသားဟာပဲဖြစ်နေတယ်ကျွန်တော်ကိုသူများနဲ့မတူလို့အားငယ်လို့ပြောတာမဟုတ်ဘူးကျွန်တော်မပြိုင်တော့တာဘယ်သူနဲ့မှဘယ်သူနဲ့မှမပြိုင်တော့ဘယ်သူနဲ့မှမတူလို့ထင်တာထက်တူတယ်လို့မခံစားရတော့ yeah အဲ့တော့ဘယ်အရာကအဲ့လိုမျိုးမခံစားစေတော့တာလဲပေါ့ maybe because I'm Leo ကျွန်တော် astrology sign အရာလဲကျွန်တော် Leo ဖြစ်နေတာဆိုတော့ကျွန်တော်ကဘာပေါ်မှာကျွန်တော်တယောက်တည်းအသက်ရှင်နေလို့ကျွန်တော်ထင်တာအော် yeah ဒါကျွန်တော် mindset ဒါ Leo တော်တော်များများပေါ့နော် yeah အဲ့တော့ဒီနောက်တစ်ခုကကျတော့ဒီ lifestyle နဲ့အခုလက်ရှိနေတဲ့အချိန်မှာပေါ့နော်ဟိုအများအားကြရတာကကျတော့ relationship နဲ့ပတ်သက်ပြီးတော့လဲအားကြတာရှိတယ်ပေါ့နော် relationship ကကိုယ့်ပေါ်ဘယ်လောက်ထိဘဝအတွက်ကောင်းကျိုးတွေအများကြီးတက်ရောက်စေလဲပေါ့အဲ့ဒါကိုသိချင်တယ် oh it taught me a lot ကျွန်တော်ကအချစ်ကိုရှာမတွေးခဲ့တာလွန်ခဲ့တဲ့9နှစ်ထိဘသူ့ချစ်လို့ချစ်ရမှန်းမသိချစ်တယ်ဆိုတာလည်းဘာမှလည်းမသိဒါ first love လား it's not a first love yeah ကျွန်တော်မှဟိုချစ်ခဲ့ရတဲ့လူတွေအများကြီးပေါ့နော်ဝမ်းနေရတဲ့လူတွေလည်းအများကြီးပဲတဲကွဲရတဲ့လူတွေလည်းအများကြီးပဲပေါ့ဒါပေမဲ့ချစ်တယ်ဆိုတာကိုနားလည်သွားတဲ့အချိန်မှာကျွန်တော်အဖေကကျွန်တော်ငယ်ငယ်တည်းကတင်ပေးတာကလေတွေကချစ်လို့မရ love in action အဲ့စကားရင်တော့နားမလဲလေတဲ့ချစ်လို့မရ love in action ဆိုလေတဲ့ချစ်တယ်ဆိုရင်ဒါပါတော့အဖေအများတန်းပြောတာဆိုရင်မိမရဲ့နင်းကိုချစ်လိုက်တာလို့ပြောပြီးအိမ်ထဲမှာတစ်ချိန်လုံးနေရင်ဘာနဲ့စားမှာလဲသူ့ကိုပြည့်စုံအောင်ဘယ်လိုထားမှာလဲသူလိုချင်တာတွေဘယ်လိုလုပ်ပေးအရင်တော့ဆိုချစ်တယ်ဆိုရင်အများနဲ့နားမှာရှိပေးရမှာပေါ့နော်ချစ်တယ်ဆိုရင်လူတိုင်းရှိရမှာပေါ့မဟုတ်ဘူး love in action like သူလိုတာမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တာသူလိုတဲ့အချိန်တိုင်းမှာဘာမှဆိုဖြစ်အောင်လုပ်ပေးနိုင်တာမျိုးကျွန်တော်အချစ်လို့ကျွန်တော်ခံယူတယ် yeah so like ပန်းစီပေးတာလဲ love in action ပဲအဲ့ဒါအပူမဟုတ်ပေါ့နော် like love ကိုကြတော့လေထဲကနေဖော်ပြလို့မရဘူးဆိုတဲ့ဟာကိုကျွန်တော်လွန်ခဲ့တဲ့9နှစ်ကနေပြီးတော့realize ဖြစ်သွားတာပေါ့ဖေပြောတဲ့စကားကိုလွန်ခဲ့တဲ့9နှစ်ကမှ realize ဖြစ်သွားတာအဲ့တော့ relationship မှာ50-50ကိုယုံကြည်လားဒါမှမဟုတ်ရင်ကိုကပိုပေးရတယ်ဒါပိုချစ်ပေးရတယ်ဆိုတာမျိုးရောရှိလားအချစ်တွေအကောင်လားသူချစ်တာတို့ကိုချစ်တာတို့ဆိုအဲ့အချစ်ကခဏလေးပဲခံမယ်less ရှိနေတဲ့အချိန်မှာဒီတယောက်ပေါ်မှာ love မဟုတ်နော် less ရှိနေတဲ့အချိန်မှာဒီတယောက်ပေါ်မှာချစ်နိုင်မယ်သူချစ်တာများသွားရင်တော့ကိုချစ်တာများသွားရင်ဟုတ်ကဲ့50-50 is a mess ဒီမှာကမားနေတာကဘာလို့ဆိုတော့ချင့်တီးခံဘာလို့တီးခံမှာလဲချစ်တယ်ဆိုတော့ဘာလို့တီးခံလာလဲဆိုlike သူ့ရဲ့ flaw ကိုတီးခံတာ like ဒီလူတယောက်ရဲ့ flaw like လူတိုင်း flawless မှဖြစ်နေဘူးလေသူစီမှာတခါလေကြတော့လဲတစ်ဖက်ကအရန်လိုချင်တာများသွားရင်လည်းအချစ်မဟုတ်တော့ပြန်အတ္တဖြစ်သွားပဲlike ငါ့ကိုပဲတီးခံပြီးငါဟိုထားပါတော့ဥပမာဆိုဒီမှာဆိုဟို privacy ကိစ္စတွေပေါ့နော်ကိုကဘာမှမလုပ်နေအောင်မှလုပ်နေအောင်လို့ခဏဒီလိုတိုးပေးနေတယ်လို့ပေါ့နော်ဟိုထားပါတော့ဖုန်းပေးထားဟို passport ပေးထားဒါတည်းတော့ဟိုကျွန်တော်လည်းမလုပ်ခဲ့ဘူးလားဆိုတော့16-17လောက်ကတော့လုပ်ခဲ့တာပေါ့နော်အချစ်ဆိုတာဘာမှမသိတဲ့အချိန်မှာဒါတွေကအချစ်လားလို့မေးတဲ့အခါကျရင်ဒါတွေအကုန်လုံးက less တွေပဲဒီလူပေါ်မှာထားတဲ့အတ္တတွေပဲပေါ့နော်ဒီလူကြီးငါနာမှာပျောက်သွားမှာဆိုလို့ဒီလူကြီးငါဟိုမချစ်တော့မှာဆိုလို့ဟိုမြင်အောင်ပြောရမယ်ဆိုရင်ဒီမှာတော်တော်များများချစ်တဲ့ပုံကဟိုကျွန်တော်တို့ခွေးတွေဆိုရင် level တက်တယ် right leash တက်တယ် right leash တက်တယ်လို့ခေါ်လိုက် leash တက်ထားပြီးအဲ့လူကြီးဆွဲထားတယ်လို့ဖြစ်တာချစ်တာမဟုတ်သူ့ကိုပျော်အောင်မထားနိုင်အဲ့တော့အဲ့လိုမျိုးစပြီးတော့လွန်ခဲ့တဲ့9နှစ်မှာစပြီးတော့တွေ့ခဲ့တဲ့ခါမှာသူ့ဘက်ကရောအဲ့လိုရှိလားဒါပေမဲ့ကိုယ့်ဘက်ကတခုတည်းစပြီးတော့ဖြစ်တာလားအခုလည်း I think you are in a relationship too နော် so like ပထမတစ်နှစ်နှစ်ကတော့ relationship တိုင်းက they are like သူတို့ရှာနေတော့ဒီလူကငါအတွက်ဟုတ်လားမဟုတ်ဘူးလားဒီလူကငါနဲ့အဆင်ပြေပါလားမပြေဘူးလားဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့တစ်နှစ်နှစ်နှစ်အတွင်းမှာတယောက်နဲ့တယောက်ကရန်ဖြစ်နေကြဘာမှလည်းမဟုတ်ဘူးနော်ဘယ်လိုမှလည်းညှိလို့မရဘူးဒါပေမဲ့နှစ်နှစ်ကျော်သွားပြီးတဲ့အချိန်မှာပို့ပြီးတော့နားလဲလာတယ်သူကဘယ်လိုလူမျိုးအဲ့တော့ like သူ့ရဲ့အရှိတိုင်းကငါချစ်မှာလားမချစ်ဘူးလားဆုံးဖြတ်မှာကိုယ်ပဲဖြစ်တယ် right it's like ရပါတယ်ငါသူဘာဖြစ်ဖြစ်တီးခံတော့မယ်မဟုတ်ဘူးတီးမခံနိုင်တဲ့အချက်ဆိုရင်ပြင်လာရ
ပြောမယ်ကွာထားပါတော့ like နေညဘက်အိမ်ရင်ဟောက်ရင်ငါမကြိုက်ဘူးဒါလေးပြင်ပေးအဲ့ဒါဆိုရင်တော့ငါနဲ့ကိုပူချစ်နိုင်တယ်ဒါအချက်ကွာဟိုဘက်ကနားလေတယ်ဆိုရင်တော့ okay ငါဟောက်ရင်တော့ तू နားကြီးမှာပေါ့လေ तू အဲ့လိုမပြောမှာပေါ့ဆိုရင်တော့ဒါနှစ်ယောက်နဲ့နှစ်ယောက်ဒါနားလေတဲ့အချက်ဒါလုံးမမဟုတ်ဘူးဘာဖြစ်လို့လဲငါဟောက်တတ်တဲ့ကိစ္စမှာဟောက်မှာပဲဆိုရင်ဒါအချက်မဟုတ်တော့ဒါအတ္တကြီးဖြစ်နေပြီကွာငါအတွက်ငါပဲကြည်တော့တယ် तू အတွက်မကြည်တော့ yeah အဲ့နေရာမှာတယောက်ကြိုက်ကိုတယောက်လိုက်ပြင်ပေးဖို့ကပြင်ပေးခြင်းတဲ့စန္ဒရှိဖို့လဲလိုလာတယ်လို့ပြင်ပေးရကောင်းမှန်းသိတယ်ဆိုတဲ့ awareness တစ်ခုလဲလိုလာပြီအဲ့ဒီချိန်မှာbrain level ကတော့ဓာတ်တူကြခြင်းမှာကြပြီမဲ့အနည်းဆုံးတူမှလည်းပဲအဆင်ပြေမယ်လို့ထင်တယ်ဆိုတော့စကားတစ်ခုရှိတယ်ပေါ့နော်မတူတာပြဿနာမဟုတ်ဘူးမတူတာကိုလက်မခံတာပြဿနာလူကဘယ်တော့မှတူမှာမဟုတ်ဘူးအဲ့တော့ဟိုလေတခါလေကြာရင်ရှိတယ်လူတွေကလေငါသူ့ကိုပြင်လို့ရမှာပါဆိုပြီးချစ်ကြတယ်အဲ့တော့ကိုပဲပင်ပန်းပြီးမောပြီးကြံခဲ့ကြတယ်နောက်ဆုံးကြတော့လေသူ့လူတယောက်ရဲ့ဘီရင်က तू ပြင်ချင်မှပဲပြင်လို့ရတာတစ်ဖက်က तू ပြင်ချင်တဲ့စိတ်ရှိမှပဲဒီလူအတွက်ပြင်ချင်တယ်ဆိုမှပြင်တာကြိုက်တဲ့လောက်ဒီဘက်က train ကြိုက်တဲ့လောက်စကားတွေကိုပြောကြိုက်တဲ့လောက် like down ဆိုမပြင်ချင်ဘူးဆိုအဲ့ဘက်လူကဘာမှလုပ်ပြီးလို့မရဘူးလေ right so like तू ပြင်ပေးချင်မှပဲပြင်ပေးမှာပေါ့ yeah ကိုစီယာဘက်ကရောဘာတွေပြင်ပေးခဲ့ရတာရှိလဲကျွန်တော်ကငငယ်ကလေးကနေပြီးတော့ကန်ကောင်းတာတခုကအဖေကအမေကိုအရန်ချစ်တာဒါပေမဲ့ချစ်တယ်ဆိုပေမဲ့ခုနကလို့သူ love and action နဲ့ချစ်တာသူကမနက်ဆိုရင်6နာရီလောက်မှအိမ်မှာမရှိတော့ဘူးညဆိုရင်12နာရီလောက်မှပြန်လာတယ်လှုပ်ရမ်းလှုပ်တဲ့သူပေါ့လှုပ်ရမ်းလှုပ်တဲ့သူဆိုတော့အမေကကြတော့ तू ပတ်ဝန်းကျင်တောက်လျှောက်မှာကြတော့ဟိုပါပေါ့အများတန်းဒီအနားမှာရှိနေတဲ့ယောက်ျားကိုပဲ तू မြင်ဘူးတယ်အဲ့လိုမျိုးအရန်အလှုပ်လှုပ်တဲ့ယောက်ျားဆိုရင် तू ကဒါ तू မချစ်ဘူးသူ့တန်ဖိုးမထားဘူးပေါ့နော်ဆိုလိုက်အမေလိုတဲ့အချိန်တိုင်းမှာအမြဲတမ်းဖြည့်ဆည်းပေးနေရလဲအဖေပဲဖြစ်တယ်ဆိုလိုက်အခုလာဆိုရင်တော့အခုမရောက်နိုင်တဲ့လူမျိုးတော့ဖြစ်တယ်ဒါပေမဲ့အခုဘာလို့ချင်လဲအခုဖြစ်အောင်လုပ်ပေးတဲ့လူမျိုးအဖေကကြတော့အဲ့တော့ကျွန်တော်အဲ့ဒါကိုတစ်သက်လုံးမြင်လာတာဆိုတော့ love and action ရင်ဘတ်ထဲမှာဆွဲနေတာရင်ဘတ်ထဲမှာဆွဲနေဆိုဒီလူတယောက်ကိုချစ်ပေးပြီဆိုကျွန်တော်သူ့အတွက်ကိုအမြဲတမ်းစဉ်းစားတယ်သူ့ရှေ့ရေးနောက်ရေးသူ့ရဲ့ဘဝအဆုံးထိအကုန်လုံးစဉ်းစားပြီးတော့သူဘာလို့လဲအကုန်လုံးဖြည့်ဆည်းပေးတဲ့လူပေါ့ဒါပေမဲ့ဘေးနားမှာတော့အဲ့လိုချစ်လိုက်တာတို့အဲ့လိုမလောက်တတ်တဲ့သူပေါ့ဟုတ်ကျွန်တော်ဒါပေမဲ့ချစ်မှန်းတော့ပေးသိတယ် yeah ဒီနေရာမှာကျွန်တော်သိတာကဒီ 5 love language ရှိတယ်ပေါ့နော် exactly ဒီစကားလုံးတွေနဲ့ချစ်တာရှိတယ်လက်ဆောင်တွေပေးပြီးတော့ချစ်မယ်ဒါမှမဟုတ် service လုပ်ပေးမယ် quality time ပေးမယ် physical touch လုပ်မယ်ပေါ့နော်အဲ့နေရာမှာဒီကိုစီယာကိုကျွန်တော်မေးချင်တာကဥမာ तू ဘာကြိုက်တယ်လဲဆိုတော့ तू လက်ဆောင်ကြိုက်တယ်လို့ဆိုလို့ကျွန်တော်လက်ဆောင်နဲ့ဝင်မယ်များသောအားဖြင့်ထင်ကြတာကသူဒါလေးကြိုင်ဒီတစ်ခုပဲမှတ်ထားတာတကယ်တော့ကျွန်တော်တို့ယူဆတာအဲ့9ခုစလုံးငါ balance မျှပြီးတော့လိုအပ်တယ်လို့တော့ကျွန်တော်ယူဆတယ်လက်ရှိကိုစီရဲ့အချက်မှာအဲ့9ခုစလုံးဘယ်လိုမျှပြီးတော့သုံးလဲ9ခုစလုံး5 love language လို့ပြောတဲ့အခါကျရင်သူများကိုချစ်တဲ့ 5 love language လို့ပဲထင်ကြတာပေါ့နော်သူများကိုချစ်ဖို့ဆိုရင်ကိုမှမချစ်တတ်ဘူးဆိုရင်သူများကိုချစ်လို့မရဘူးကိုမှမချစ်တတ်ဘူးဆိုတော့ဘယ်လိုမျိုးဆိုတော့အရန်အလှုပ်ရှုပ်နေတဲ့အချိန်မှာ anniversary နေ့ဆိုတော့တစ်ခါလေးတိုင်းလဲမေ့သွားမှာပဲလက်ဆောင်ပေးဖို့ဆိုတော့လဲမေ့သွားမှာပဲ but still ငါမေ့သွားတယ်ပြန်ပေးဖို့တတိရတဲ့နေ့ပြန်ပေးတယ်ပြစ်ထားတာမဟုတ်ဘူးကွာဆိုလိုက်ဒါလဲ balance ပြန်လုပ်တာပဲဒါပေမဲ့ဒီမှာကျတော့ဟိုခုနပြောသလိုပေါ့အတ္တတွေများတာပေါ့နော်ဒါပါတော့ anniversary နေ့မှာမှသူများလူတကားလက်ဆောင်ပေးတာကိုယူစားကို anniversary နေ့ဆိုရင်မှတ်မှတ်ရရနဲ့လုပ်ကြတာမဟုတ်လူတွေကတယောက်နဲ့တယောက်က like အတိုင်ပင်နေမှမတူတာ like struggle လုပ်နေရတဲ့ပုံစံမှမတူတာပြဿနာတွေဆိုတာ unexpected တိုင်းနေလာတာလေဒါပါတော့ကိုကလက်ဆောင်သွားဝယ်မဲ့အချိန်မှာမှအလောတကြီးအလောက်ကတစ်ခုခုလိုလို့ဆိုရင်သွားမှာပဲလေလက်ဆောင်ပေးဖို့ဝယ်မဲ့ပတ်စံလောက်ကပဲရအောင် right so like ပတ်စံလေးတန်းနေဆွဲထုတ်လို့မရဘူးလေ so like အဲ့ဒါအတွက်အရင်သွားလိုက်တယ်ဒါပေမဲ့နားလေအောင်ရှင်းပြရဲဟိုဘက်ကတော့နည်းနည်းသဘောထားကြီးနဲ့ okay ခွင့်လွှတ်ပေးဖို့ပြောတာမဟုတ်ဘူးเนาะတခါလေကျတော့လဲလွန်အားကြီးတဲ့အချိန်တွေရှိတာပေါ့เนาะ anniversary 3ခုလောက်ကိုဇက်တိုင်းမေ့သွားတယ်ဆိုရင်တော့ဒီလူကဒါချစ်တာမဟုတ်တော့ဒါမှားနေပြီပေါ့ခုနကပြော21ရက်နေ့က anniversary နေ့ကြာတယ်အလုပ်ရမ်းများနေလို့22ရက်နေ့မှာdinner တူသွားစားတယ် it's still love yeah ဒါခုနသူများကိုချစ်တဲ့ပုံအကယ်ကျွန်တော်သိချင်တာကိုစီကခုနပြောရတယ်မှာပါတယ်ကိုမချစ်တတ်ဖ ೇನೆ သူများကိုချစ်လို့မရဘူးအဲ့တော့ကိုဘယ်လိုချစ်တတ်အောင်စပြီးလုပ်မလဲ self love ကိုကျွန်တော်ကမရှိဆုံးလူလို့ပြောရမှာဘာဖြစ်လို့ဆို I overwork myself ကျွန်တော်အလုပ်ကိုအရန်လုပ်တယ်ဘာဖြစ်လို့လဲကျွန်တော်ညီတွေအတွက်ကျွန်တော်ဝန်ထမ်းတွေအတွက်ကျွန်တော်မှာခွေး9ကောင်ရှိတယ်ခွေး9ကောင်အတွက်ကျွန်တော်ကောင်လေးအတွက်ကျွန်တော်အဖွားအတွက်ကျွန်တော်ရဲ့ပုံစံဘယ်လိုမျိုးလဲဆိုတော့ self love မရှိတဲ့လူတယောက်ပုံစံပြမယ်နော် like ရေခွက်တစ်ခွက်ကင်ထားတယ်ကွာโอเคညီလေးအတွက်ရေဖြည့်တယ်အဖွားအတွက်ရေဖြည့်တယ်ခွေးလေးအတွက်ရေဖြည့်တယ်ကောင်လေးအတွက်ရေဖြည့်တယ်ကိုတောက်ခံနေကြတော့ငါလည်းရေမစားသေးပါဘူး
ဘယ်သူရေကုန်ဝိုင်းလဲမသိဘူးဒါဆို self love မရှိခဲ့တာပေါ့ဆိုလိုက် self love ကိုကျွန်တော်ဘယ်လိုရှာတွေ့သွားလဲဆိုတော့ self love ဆိုတာဘဝမှာကိုအချစ်ဆုံးလူတယောက်ကို like ခေါင်းထဲမှာမြင်ကြည့်လိုက်ထားပါတော့အဖေတော်လားကောအမေတော်လားကောသူ့ကိုချစ်တဲ့ပုံစံအတိုင်းကိုချစ်တာအဲ့ဒါ self love လို့ခေါ်တာ yeah ကျွန်တော်သိတဲ့ self love ပေါ့ဒါအဲ့ဒါကိုဘယ်ချိန်မှာစပြီးတော့ဘယ်လို moment နဲ့စပြီးတော့သိပါလဲကျွန်တော်ကoverwork လုပ်တဲ့သူတွေဆိုသိလိမ့်မယ်ခဏ like လက်ကနေ stress ရတယ်လက်ကနေ break down ဖြစ်တယ် right လက်ကနေ depress ဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်ကဘာဖြစ်လို့လဲဆိုတော့ self love မရှိလို့ပေါ့နော်ခုနပြောသလိုသူများတွေတော့ပဲလုပ်ပေးနေတာများပြီးတော့ကိုအနာယူတော့မဲ့အချိန်ဆို guilty ဖြစ်တာမျိုးကိုဟိုကလုံးမဲ့အဲ့လိုအချိန်ဒီမှာဒီလိုခဏဖြစ်နေတာမှားနေတယ်လို့ဒီကိုဘိုက်တဲ့ gut feeling အများအားပြောနေတယ်ပေါ့နော် so like ကျွန်တော် therapist နဲ့ကျွန်တော်တော့တွေ့ရတာဟို therapist နဲ့တော့တွေ့တယ်ဆိုရင်အခု therapist train လဲကျွန်တော်တစ်ခုလောက်ထားတာအခုအဲ့ဆိုင်အဲ့နေရာလဲအရန်ရောင်းကနေပြီလို့ပြောရတယ်ဒါပါတော့therapist နဲ့တော့တွေ့တဲ့အချိန်မှာ self love ကိုကျွန်တော်ဘေးအတိတ်ပဲဖွင့်ခိုင်းကျွန်တော်လုံးဝမသိဘူးကိုချစ်တာလေကိုဘလို့ချစ်ရမလဲလုံးဝမသိဘူးခုနက तू ကတင်ပေးလိုက်တဲ့အချိန်မှာအော် okay ထားပါတော့နော်အခုကြောက်တစ်ခုရှိတယ်ထားပါတော့ကိုအရန်ချစ်တဲ့ကိုအဖေကို तू အရန်ပင်ပန်းနေပြီကိုကြည့်ပြီးတော့ရပါတယ်အဖေဆက်သွားလိုက်ပါတော့ရပါတယ်အဖေလုံနိုင်မှာပါအဲ့လိုခိုင်းမလားအဖေခဏလေးနားလိုက်နော်အဆင်ပြေတဲ့အရာအဲ့လိုပြောမလားအေးအဲ့တိုင်းပဲကိုပြော yeah so like အဲ့လိုနီးနေပဲကျွန်တော် self love ကိုပြန်ပြီးတော့ကိုပြန်ပြီးထူထားအောင်လုံလာနိုင်တာပေါ့အဲ့ self love ကိုပြန်ပြီးတော့ရှိလာတဲ့နောက်ပိုင်းနဲ့မရှိခင်အချိန်နဲ့ဘာတွေကွာခြားပါလဲself love ကအရင်ပြင်းသွားတဲ့အခါကျရင်လဲ selfish နဲ့ဖြစ်သွားတယ်selfish နဲ့ဘယ်လိုဖြစ်သွားလဲဆိုရင်ကိုယ့်အတွက်ကိုပဲကြည်တာများပြီးတော့အားကြည့်တော့လဲempathy မရှိသလိုတစ်ခါလေးကြတော့လဲဖြစ်သွားတယ်အဲ့တော့ဒီလိုပါပဲ balance ထိန်းနေနေပဲကိုလည်းချစ်တယ်ကိုနာလူတွေလည်းချစ်ဖို့ကြိုးစားတယ်ဒီလိုပဲကောင်းပဲရှာကြံပြီးတော့လုပ်တင်ရတာပဲပေါ့နော် balance ဆိုလို့အဲ့လက်ရှိကျွန်တော်မှာ idea တစ်ခုထပ်ပေါ်လာမိကုန်းတစ်ခုထပ်ပေါ်လာလေလက်ရှိကိုစီက business အများကြီးလုပ်တယ်ဒီချိန်ထဲမှာ content creator လည်းလုပ်တယ် content creator လုပ်ရင်ပေါ့အောင်ဘယ်လိုနေရမလဲဆိုတာလည်းသိတယ်ဘယ်လိုလုပ်အောင်လဲဆိုတာလည်းသိတယ်အဲ့ကြားထဲမှာဘယ်လို balance မြောက် relationship ကောပါဘယ်လို balance မြောက်ကိုယ့်အတွက်ကိုအချိန်ဘယ်လိုပေးပြီးတော့ balance ဆိုတာမျိုးကိုဘယ်လို manage လုပ်လဲပေါ့ okay ကျွန်တော်ကကျွန်တော်ဘဝကိုပြောင်းလဲပေးခဲ့တဲ့မိန်းမ3ယောက်ရှိတယ် yeah ကျွန်တော်ကအရန်တော်တဲ့မိန်းမ woman နေဆိုကျွန်တော်အရန်အထင်ကြီးတယ်ဘသူမှမလို့ဘသူ validation မှမလို့they know what they are doing အဲ့လိုလူမျိုးတွေကျွန်တော်မှရှိတယ်ပေါ့နော်အဲ့3ယောက်ထဲတယောက်ကအကြံပေးတာကdiscipline over motivation motivation ရှိတဲ့လူကကြတော့မနဲ့ကျင်သွားလိုက်မယ်ဟိုကလောက်လိုက်မယ်ဒီ like motivation ခဏလေးနဲ့ကောက်ယူမိလို့ပဲပျောက်သွား discipline ကြတော့ like ကိုတနေ့တာကိုဘယ်လိုဆွဲရမလဲဆိုပြီးဆွဲထားတာကွာမနဲ့နိုးလာတဲ့အခါကျရင်ကျွန်တော်ဆိုကိုဘယ်လိုအချိန်ပေးလဲဆိုရင်ကျွန်တော်မနဲ့ဆို journal ရေးတာ哦ကျွန်တော်မစာအုပ်လေးတွေရှိတယ် journal ရေးတယ်ဆိုရင်မနဲ့နိုးချင်းဆိုရင် journal ဘယ်စာရေးရမလဲငါအခုဘာခံစားနေရတာလဲခါကျရင် heavy chest နေနဲ့နိုးလာတဲ့နေ့တွေရှိတယ်လေဘာကြောင့်မှမသိရင်ဘက်ကြီးလေးပြီးနိုးလာတယ်ခေါင်းထဲမှာအတွေးတွေမျိုးစုံဖြစ်နေတာအဲ့ဆိုကိုအချိန်ပေးတဲ့အနေနဲ့ channel လေးရေးတယ်မေကွန်း5ခုနဲ့ကျွန်တော် channel စရေးတယ်ဒါဆိုကိုအချိန်ပေးတာပြီးတော့ကိုချစ်တဲ့နေရာကြတော့နောက်တစ်ခုက brain dump လို့ခေါ်တယ် brain dump လို့ခေါ်တဲ့နေတစ်ခုကျွန်တော်သုံးတယ် like brain dump ဆိုတာစကားလုံးတိုင်းပဲအုံနောက်ကြီးကိုဒီလိုအပြင်ကိုခဏဆွဲထုတ်တာကျွန်တော်ခေါင်းထဲမှာတနေ့တည်းအတွေးက9,000 သိန်းမျိုးစုံဖြစ်နေတာဆိုလိုက်အဲ့ဒါတွေကခေါင်းထဲမှာရှုပ်လေဟိုဥပမာပေါ့နော်ရွေးချယ်စရာများလေမရွေးချယ်တော့လေ yesဆိုလိုက်ကျွန်တော်တို့လှုပ်ချင်တာတွေအများလေးဂျင်လဲသွားခြင်းနဲ့ရိုးကလည်းသွားဆော့ခြင်းနဲ့ညနေကျရင်လည်း coffee ဆိုင်လေးအေးဆေးသွားထိုင်ခြင်းသေးတယ်အလုပ်အတွက်ကလည်းsales ကိုတက်အောင်လုပ်ခြင်းသေးတယ်မျိုးစုံ right ဒါပေမဲ့အဲ့လိုရွေးချယ်စရာတွေများလေတနေ့လုံးဘာမှမလုပ်ဖြစ်တော့တဲ့နေ့တွေလည်းရှိတယ်ဘာလို့ဆိုရွေးချယ်စရာအများများတာ哦ခုန brain down ကိုပြန်ပြောရမယ်ဆိုရင်စာအုပ်လေးအသေးလေးတက်အောင်နဲ့အခုဘာစဉ်းစားနေတာလဲဒါပါတော့ coffee လို့ကောင်းနေမှာပေါ့လား coffee လို့ခြိုက်လိုက်အဲ့အကြောင်းမစဉ်းစားတော့ဆိုတော့အုံနောက်ကတဖြည်းဖြည်းပေါ့လာတယ်ကိုပေါ့နော်ကိုကထားပါတော့ဒီနေ့ meeting ဘယ်သူနဲ့ရှိတယ်ခေါင်းထဲမှာမထားနေတော့ခေါင်းထဲမှာထားတာများရေချိုးရင်းလည်းဒီအကြောင်းပဲထမင်းဆိုင်လည်းဒီအကြောင်းပဲ right ဆိုတော့လိုတာမတွေးဖြစ်တော့ဆိုတော့အဲ့ brain dump လုပ်တယ်ဆိုရင်ကိုက meeting သွားစရာရှိတယ်ဆို meeting သွားစရာရှိတယ်ဟိုကလုပ်စရာ list မဟုတ် to do list မဟုတ် like ခေါင်းထဲမှာရှိသမျှဟာဒီအကုန်လုံးဆွဲထုတ်လိုက်တာခေါင်းရှင်းအောင်အန်ထုတ်လိုက်တာလို့မျိုးအန်ထုတ်လိုက်တယ်လို့မျိုးကသေးလား like စကလုံးတွေအကုန်လုံးအန်ထုတ်လိုက်တယ်ဒါပေမဲ့စာရွက်ပေါ်မှာဒါပါတော့ကိုခွေးကိုမြင်နေခွေးနာမည်ကျွန်တော်ခွေးလေးနာမည်ဆိုဆူရှီလို့ခေါ်တယ်။ Okay သူ့မြင်လို့ခေါင်းထဲမှာဆူရှီလို့ပေါ်လိုက်ဆူရှီလို့ချရေးလိုက်တယ်။ And then အဲ့ထဲမှာကိုကချရေးလိုက်လို့စာရွက်တက်မျက်နှာပြည့်သွားတယ်
အတွေးရတော့အများကြီးဆိုတော့ပြည့်ပါပဲဘယ်လိုပဲဖြစ်ဖြစ်လေအဲ coffee တောက်နေနေကြည့်နေ coffee ဆို coffee magazine ဆိုမှဆက်အခုနာမည်တွေးလိုက်အခုနာမည်ချရေးလိုက်တယ်အဲ့လိုချရေးလိုက်ပြီးတော့ okay အရေးကြီးဆုံး3ခုလောက်ပဲလောက် like ချက်လိုက်3ခုလောက်ပဲလောက်အဲ့ဒါဆိုရင်တော်တော် like ဘဝမှာ balance ဖြစ်တယ်ပေါ့နော် like ပြီးရင် family ကိုဘယ်လိုအချိန်ပေးလဲဆိုတော့ခုနကတနေ့တိုင်းပဲအဲ့ brain dead နဲ့ကကျွန်တော်တော်တော်အချိန်ရတယ်မဟုတ်ဆိုရွေးစရာတွေရမ်းများပြီးတော့တနေ့တိုင်းဘာလုပ်ရမှမသိတော့ အဲ့ဒီမလုပ်ခင်မှာ meditation တို့ဘာလို့လုပ်သေးလား yeah မနဲ့ no ပြီဆိုကျွန်တော်အမွှေးတိုင်လေးတစ်ချောင်းစပြီးတော့ထွန်းတယ်အဲ့စန်တက်ကန်တယ်လေးတစ်ခုထွန်းတယ်ပြီးရင်ကျွန်တော် like တအိမ်လုံးမှာပတ်ပြီးကျွန်တော်လမ်းလျှောက်နေအဲ့အမွှေးတိုင်ကိုက်ပြီးတော့ပြီးရင်ကျွန်တော်မှအိမ်မှာအပင်လေးတွေရှိတာကိုအဲ့မှာ site ပြီးတော့ခဏနေခဲ့တယ်ပြီးတဲ့နဲ့အရင်တော့လေ meditation တွေမှာလုပ်တယ်ဆိုသူများဆို7 minute တို့ပါတော့လုပ်ကြတယ် right like လူတယောက်ကလေ like still straight time ပို့2 minute ဆိုတာမဖြစ်နိုင် right like 2 minute ဒီမျက်စိမှိတ်ပြီးတော့မထိုင်နေနိုင်ဆိုlike ကျွန်တော်အနည်းဆုံးကိုလည်းအရန် force မဖြစ်အောင်လို့9 minute လောက်ပထမဆုံးအဝတ်မိုက်တော့အတွေးနဲ့ပဲနေတယ်9 minute ငါဘာတွေးနေလဲကိုယ့်ကိုမနဲ့ထိုင်စင်စားအရင်တော့ဆိုရင်လေဟိုအဖေအမေတွေဆိုပြောတယ်သူတို့အဖေတွေအင်းရှိမှထိုင်ပြီးတော့မှိုင်းနေဆိုတော့လေမှိုင်းတော့မမှိုင်းဘူးเนาะကျွန်တော်ဒီတိုင်းထိုင်ပြီးတော့တွေးနေတာအဲ့လိုနီးနေကျွန်တော် meditate လုပ်တယ်ကျွန်တော်တရားစခန်းတစ်ခုဝင်ပူတယ်meditation လုပ်တယ်ဆိုတာမျက်လုံးမှိတ်ပြီးတော့ကိုဟို strict ဖြစ်ထိုင်နေမှ meditation မဟုတ်ဘူးပေါ့ဖုံဖုံပြောတယ်မျက်လုံးဖွင့်ပြီးတော့လဲကိုဘာတွေးနေတာလဲဟို like အာယုံပြုတ်နေတာလဲဒါ meditation တစ်မျိုးပဲပေါ့နော် yeah အဲ့လိုနေနဲ့ meditation လုပ်တယ်ပြီးရင် channel ရေးတယ်ပြီးရင် gym သွားတယ်ပြီးရင်အလုပ်လုပ်တယ် and then like 9 to 5မရှိဘူးပြောပြမယ်9 to 5တော်တော်များများကျွန်တော်က overwork like တနေ့အဲ့9 to 5အတွင်းမှာဘာလုပ်ရမလဲဘာလုပ်အဲ့လိုမျိုးတောက်လျှောက်လုပ်နေတာပေါ့နော်အဲ့ဒါပြီးတာနဲ့ကျွန်တော်ကျွန်တော်မှ like အပတ်စဉ် grocery လုပ်ရတယ်ကျွန်တော်သူများ grocery လုပ်ပြီးလိုတာတွေမရမှာဆိုတော့ကိုယ့်ကိုအမြဲတမ်းလုပ်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်စဉ်းစားတာဒါငါ family အတွက်အချိန်ပေးတာဘယ်လိုမျိုးလဲဆိုတော့ grocery သွားရဲဆိုရင် okay like ဒိန်ကျင်တွေ့ပြီဆိုတော့ okay ဒါ bike အတွက်ကောင်းတယ်ဆိုဒါအဖွားအတွက်ဒါဘသူအတွက်ဒါကျွန်တော်နီးလေး yeah အဲ့ဒါကတော့ balance မျှပါပြီတစ်ချိန်တည်းမှာဒီကိုစီယာကိုကြည်ရတာပေါ့နော်စကားပြောတဲ့အခါမှာဖြစ်လုပ်တဲ့အခါမှာဖြစ် confidence ရှိရလို့ okay ခံစားရတယ်အဲ့ဒါကိုလေအဲ့ဒီမှုကလာတယ်ပြလိုက်တဲ့အမှုအရာတေးသေးလေးလှုပ်လိုက်တဲ့အရွေ့တိုင်းမှာကို confidence ပါတယ်လို့ခံစားရတယ်မလုံခြုံမှုတိတ်မတွေ့ရဘူးအဲ့လို confidence ရှိစေတာဘယ်ရားဖြစ်စေတာလဲ okay confidence မရှိရင်လူကလေကျွန်တော်ပြောပြမယ်အခုဒါပြောမယ်လို့အများတန်းစဉ်းစားနေပြီးတော့အခုပြောမယ့်နေရာလေးတစ်ခုတွေ့တယ်ပေါ့နော် confidence မရှိလေ insecure ဖြစ်လေ insecure ဖြစ်လေလူတွေဘယ်လိုဖြစ်လာလဲ they be like this yeah ဟို body ကို stick လုပ်ပြီးတော့လေ they right like defensive system နဲ့နေလာ yeah ငါ့ကိုဘယ်သူကြည့်ပြီးဘာပြောနေမှာလဲ confidence မရှိဘူးလေ like insecure ဖြစ်နေလေ right like defensive system နဲ့အဲ့ကြောင့် straight guide တွေတော်တော်များများဆိုရင် like they be like this I don't know လက်ကနေငါ့ကိုဘယ်သူဘာပြောနေမှာငါ့ကိုဘယ်သူဘာကြည့်နေ like ခုနကျွန်တော်အခုခဏလေးနော်ဒါလေးလန့်လိုက် can you cap that yeah ဒီထဲမှာတစ်ခုရှိတာအဲ့ confidence ဘယ်ရရလဲဆိုတဲ့ဟာကျွန်တော်ပြချင်တယ် အဲ့စာကိုရောက်ကြရစီးချင်တယ် okay ကျွန်တော်ဒီဖတ်နေတဲ့စာအုပ်လေးတောက်ရှိတယ် let them လို့ခေါ်တယ်ပေါ့နော်အဲ့ထဲမှာသူရေးထားတယ် you have zero control over someone else's opinion of you တဲ့ တယောက်ကိုဘယ်လိုတွေးမလဲလို့ဘယ်လိုမှထိန်ချုပ်လို့မရတာဖြစ်တဲ့တော့ confidence မရှိခြင်းဘယ်ကလာလဲဆိုတော့သူများငါ့ကိုဘယ်လိုတွေးမလဲဆိုတာနေလာတာဆိုlike သူများတော့ကို control လုပ်ချင်တာလေ like image ကောင်းချင်တယ်ငါဆိုရင်တော့ထားပါတော့တချို့ဆိုရှိတယ်လေအရန်မိုက်တယ်လို့မြင်ချင်တယ်ကျွန်တော်လည်းရှိပါတယ်မရှိဘူးလားလူပဲရှိတာပေါ့နော်အရန်မိုက်တယ်လို့မြင်စေချင်တယ်အရန်မှုေးတယ်လို့ခံစားစေချင်တယ်အရန်ချောတယ်လို့သိစေချင်တယ်ငါဘယ်လိုတွေးရလဲကိုမေ့ပါအဲ့ဒီချိန်မှာ confidence မရှိတော့ဆိုlike သူများအတွေးကိုထိန်းချုပ်ဖို့ကြိုးစားတဲ့သူတော်တော်များများက confidence မရှိတော့တာအဲ့တော့ကျွန်တော်ကအဲ့ဒီသူများအတွေးကိုမထိန်းချုပ်တော့ကြိုက်တယ်လို့ထင်ဘာလို့ဆိုနောက်5စက္ကန့်နေရင်အဲ့လူကကိုယ့်အကြောင်းမေ့သွားလိမ့်မယ်ဘာလို့ဆိုတော့ they have their own shit too right yeah သူတို့မှလည်းသူတို့တနေ့like မီတာပေးရအောင်မယ် wifi ပေးရအောင်မယ်ဖုန်းပေးရအောင်မယ် right like မနှက်စာမစားရသေးဘူးသူတို့မှလည်းသူတို့ရှိတယ်ဘယ်သူမှကိုယ့်အကြောင်းကိုနေတတူကလေကိုယ့်လောက်မတွေ့ဘူးတော်တော်တွေးတာကြတာကငါ့ကိုလည်းငါလူမျိုးလူတွေတော်တော်တွေးမှာပဲလို့ထင်ပြီးတော့အဲ့ဒီမှာကိုယ် confidence ရှာမတွေ့ပဲနဲ့လူတွေတစ်ဖြစ် insecure ဖြစ်secure မဖြစ်တော့တာပေါ့နော် yeah အဲ့တော့ manifest ကိုရှင်းရှင်းလင်းလင်းသိသွားတဲ့နောက်မှာနှစ်ယောက် student life က easy ဖြစ်သွားတယ်ဆိုတော့ manifest ကိုဘယ်လိုစပြီးတော့သိခဲ့တာလဲ manifest အလုပ်လုပ်နေတယ်ဆိုတာကိုဘယ်လိုသိလဲဘယ်လိုထင်ရှားအောင်အဲ့ကောင်မြန်ဆန်အောင်လုပ်လဲပေါ့မြန်ဆန်ဘယ်လိုလုပ်လဲဆိုတော့ visual like it yeah like ကိုကျွန်တော်ဆိုရင်ကျွန်တော် visualize လုပ်တဲ့ပုံစံပြပြမယ်နော်
ကျွန်တော်မာစီဒီတစ်ခါပွဲပူတယ်အဲ့မာစီဒီပွဲစီးတဲ့နေကြငါဘာအင်ကြီးဝင်มาလဲငါဘလို့စပင်ပုံစံဖြစ်နေမှာလဲငါဘာဖနက်ဖြစ်နေမှာကျွန်တော် visual လိုက်လောက်ရတာအရင်ကြိုက်တယ်ဆိုတော့ကျွန်တော်တို့တော်တော်များများလေဟိုပြမပြီးမှာပေါ့နော်အတွေးတွေမှာမျောမနေနဲ့ daydreaming လုပ်မနေနဲ့အရာရာအကုန်လုံးအတွေးရစရတာ right like Steve Jobs iPhone ဖန်တီးဖို့အတွက်သူ့ခေါင်းထဲကသူအတွေးထိုင်တွေးနေရလေအဲ့ရနေမှာ like phone တစ်လုံးထွက်လာ right like အတွေးကိုအရင် underestimate လုပ်ကြတယ်ကွာ right so like ကျွန်တော်ကအဲ့ဒီအချိန်မှာဆိုရင်ငါဘာလို့ချင်တာလဲအဲ့နေ့ငါဘာစားနေပါလဲငါဘာရင်မွေးစွတ်မှာလဲအစားကျွန်တော်က like D-Day မျက်လုံးမိတ်ပြီးတော့မဟုတ်ဘူးနော် like D-Day ကိုစဉ်းစားထားပြီးပြီအဲ့ဒါဆိုကျွန်တော်တပတ်ပဲကြားတယ် yeah so အခုကျွန်တော်မှာဒီကောင်းကလုပ်တဲ့ကောင်း mindfulness ဆိုတဲ့ business တစ်ခုလည်းရှိတယ်ပေါ့နော်ကောင်း mindfulness business တစ်ခုလုပ်ဖို့ဆိုတော့ဒီလိုမျိုး mindfulness business တွေလုပ်ဖို့ကတိုးဖို့ကမလွယ်ဘူး because လူတွေအများကြီးပဲဒီအကြောင်းပြောနေကြတဲ့လူတွေအများကြီးပဲ money mindset ပြောကြတဲ့လူတွေအများကြီးပဲကျွန်တော်တခုပြောနိုင်တာကကျွန်တော်ကောင်းက elite ထဲမှာမပါသေးဘူး like the mainstream ထဲမှာမပါသေးဘူး but we still make money that's all that matter ကွာဒီလား mainstream နဲ့ပါတာမပါတာတဲ့ mainstream နဲ့ပါပြီးတော့လည်းပတ်စံမရနေတဲ့သူတွေလည်းအများကြီးရှိတယ်သူများပြောတာမဟုတ်ဘူးဒါပေမဲ့ mainstream နဲ့မပါဘဲနဲ့လည်းပတ်စံရအောင်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲလို့စဉ်းစားတယ် mainstream နဲ့တိုးရတာအရင်ခတ်တာ哦ဆိုတော့ manifest ကိုဘယ်လိုကွဲကွဲပြားပြားထစ်ထစ်ရှားရှားလုပ်မလဲဆိုတော့အဲ့ဒီနေ့မှာငါဘာလုပ်နေမှာလဲအဲ့ဒီအချိန်မှာဘယ်လိုခံစားနေမှာလဲဆိုတဲ့ဟာအကုန်လုံးပြက်ပြက်တတ်တာရှင်းရှင်းလေးခေါင်းထဲမှာတနေ့လုံးကိုယ့်ကိုထိုင်ပြီးတော့ okay များသွားရင်ချရေးလိုက်အဲ့ဒါအဲ့တိုင်းပဲအဲ့ဒါပြီးစာရွက်လေးနဲ့တော့ကတ်ထားလိုက်အဲ့ဒါကြောင့်ကျွန်တော်တို့ဟို vision board တွေပဲလုပ်ကြတယ် right vision board လုပ်တယ်ဆိုတော့လူတွေကပုံလှလှလေးတွေလေ aesthetic ဖြစ်ရှောက်ကတ်ထားတယ်လို့ထင်တာလေကိုလိုချင်တဲ့ဘဝကို visual လိုက်လုပ်ပြီးပတ်စံအထုတ်လိုက်မြင်ချင်တယ်ဆိုပတ်စံအထုတ်လိုက်ပုံစံကိုကလှုပ်ထားလိုက်ကတ်ထားလိုက် then you will see your ပတ်စံအထုတ်လိုက် in real life အဲ့ဒါကိုများသောအားဖြင့်လူတော်တော်များများကမတွေးရကြတာပေါ့နော်မဖြစ်နိုင်ဘူးဆိုတဲ့ boundary နဲ့ပြန်ပြီးတော့ကိုယ့်ကို limit ပြန်လုပ်လိုက်တာအဲ့ဒီဟာကိုဘယ်လိုအဲ့လို stack ဖြစ်နေတဲ့လူတွေအတွက်ကိုဘယ်လိုကြော်လွှားရကောင်းမလဲ stack ဖြစ်နေတဲ့လူတော်တော်များများက they are projection သူတို့တက်လုံးထားပါတော့အသက်40ရှိတဲ့လူတယောက်ကသူ experience ရှိခဲ့တဲ့40နှစ်လုံးမှာတက်လုံးသူဆင်းရဲတာပဲမြင်လာတယ်ခက်ခဲတာပဲမြင်လာတယ်စူးစမ်းရတာပဲမြင်လာတယ်ကျွန်တော်တို့စူးစမ်းတိုင်းမဖြစ်ဘူး လူတွေထင်တယ်နော်စူးစမ်းတာ is a key စူးစမ်းတိုင်းမဖြစ်ဘူးကံရလဲပါအောင်မညံရလဲရှိအောင်မစူးစမ်းတယ်ဆိုဝရိယတစ်လုံးမရှိသေး right like ကံနဲ့ညံမရှိဘာမှလုပ်လို့မရဘူး right ကံဆိုတာလဲ like ဗုဒ္ဓဘာသာအရဆိုရင်တော့ကိုအရင်ကဘာလုပ်ခဲ့လဲကိုမှမသိတာဆိုlike ညံပေါ့ like ညံကားကြတော့ကျွန်တော်တို့က everything is the quantum physics ဆိုတော့ everything is the energy ကွာ like brain ကတကယ်ကို like attract လုပ်တဲ့ magnet ကြီးအဲ့ဒါလူတွေတိတ်မသိတာပေါ့နော် like အုံနောက်ကတွေးသမျှအကုန်ဖြစ်တာအုံနောက်ကတွေးသမျှအကုန်ဖြစ်တာ so like လူတွေတော်တော်များများကမဖြစ်နိုင်ဘူးလို့တွေးလို့မဖြစ်နိုင်ဘယ်တော့မှမဖြစ်ဘူးဘာလို့ဆိုမဖြစ်နိုင်ဘူးလို့ပဲသူ့ရဲ့ခေါင်းထဲမှာ like deep down ထဲမှာသူတွေးတာမဖြစ်နိုင်ဘူးလို့ပဲ of course ကျွန်တော်တို့ဗမာပြည်မှာနေရတာပို့ပြီးတော့ဆိုတယ်ဘယ်တော့မှမဖြစ်နိုင်ခဲ့ဘူးဒါပေမဲ့ still elite တွေအများကြီးပဲချမ်းသာနေတဲ့သူတွေအများကြီးပဲဖြစ်နေလူတွေအများကြီးပဲဒီထဲမှာမှ like you know multi millionaire တွေအများကြီးပဲဗမာပြည်မှာပဲလောက်သွားကြတာပဲကျွန်တော်ပြောမှာဗမာပြည်မှာစီးပွားရှာလို့အကောင့်ဆုံးပဲကွာသိလားဟုတ်ကျန်တဲ့ကိစ္စမဟုတ်ဘူးဗမာပြည်မှာကလူတိုင်းက empathy ရှိကြတော့လေတခုခုဆိုဂယုဏလေးနဲ့ဝယ်ပေးခြင်းနဲ့အားပေးခြင်းနဲ့အဲ့တော့မြန်မာပြည်မှာလောက်ရတာအလွယ်ဆုံးပဲတခြားနိုင်ငံမှာတော့လောက်ရင်တော်တော်တိုးရတယ် yeah အဲ့တော့ဒီ manifest လောက်တာနဲ့ပတ်သက်လို့ဒီကိုယ့်ရဲ့ business တွေရောစလုပ်တဲ့ခါမှာပေါ့နော် strategy ကိုတည်တည်ချာချာသုံးခဲ့လားဒါမှမဟုတ်ဒီ manifest ကိုဦးစားပေးပြီးတော့ဒီလိုပုံစံမျိုးပြီးရင်ဒါဖြစ်မယ်ဆိုတဲ့ပုံစံမျိုးဒီ imagination နဲ့ပဲစပြီးတော့လုပ်ခဲ့တာ yeah okay so အဲ့ဒီမှာလဲနှစ်ခုပေါ့အဲ့ဒီမှာလူတွေကွက်ပြားမသိတော့ manifest ကိုပလိန်ကြတာပေါ့တနေ့လုံးစိတ်ကူးထိုင်ရင်နေုံနဲ့ဖြစ်မှာလားဆိုတော့လေဘယ်လိုလုပ်ဖြစ်မှာလဲ yeah like စိတ်ကူးရင်နာကို action ယူအောင်မယ်လေ like action ယူမယ်နေကိုလည်းရှာအောင်မယ်လေ like အကောင်လုံးကိုယ့်ပုံမှာပဲမူတည်တယ်အဲကြောင့်ဖခင်ကပြောတာလေသူ့တော့မကိုးကွယ်နဲ့ကိုသားကိုးကွယ်ရဆိုအဲ့ဟာပြောတာဖခင်က mastermind သူလည်း manifest ပဲလုပ်သွားတာသူဘာဖြစ်ချင်တာလဲသူဘာသိချင်တာလဲသူဘာလုပ်ချင်ဘယ်နေရာရောက်ချင်တာလဲဖခင်တကယ်ကို like real mastermind ကောဓမပေါ့နော်ဗုဒ္ဓပေါ့ဆိုကျွန်တော်တို့မှာအဲ့ real mastermind ကလည်းထိုင်ပြီးတော့သူစဉ်းစားနေတာမဟုတ်ဘူး he take action သူမိမကိုသူထားခဲ့တယ်တော်တဲ့ကိုသွားတယ်သူနေလို့ရတယ်လေ like အေးနေတဲ့နေရာမှာသူထိုင်ပြီးတော့အသီးလေးတွေစားပြီးတော့ like တစ်နေ့လုံးနေလို့ရတယ် right ဖះမဖြစ်ဘူးလေ
right ဖျားဖြစ်မဲ့နေကိုသူ manifest လုပ်ရတယ်action ယူရတယ်ကျွန်တော်လည်းအဲ့လိုပဲတနေ့လုံးထိုင်တွေးနေုံနဲ့ဆိုရင်တော့တွေးနေတာပဲဖြစ်မှာပေါ့တွေးနေတဲ့ဟာ action ယူရသေးတာ strategy မရှိလို့လည်းမရအောင် strategy is a key ကျွန်တော်ဆရာတယောက်ပြောပူတယ်plan မရှိရင်ပလက်လန်မယ်တဲ့plan မရှိလို့မရ strategy မရှိလို့မရအောင် manifest လုပ်တယ်နော်ကိုကတစ်က A to B လိုက်သွားမယ် A to B ကိုကားနဲ့သွားမှာလားစပိန်နဲ့သွားမှာလားလေနဲ့သွားမှာလားရထားနဲ့သွားမှာလားလေနဲ့သွားမှာလားအဲ့ဒီ strategy ကိုချတတ်ဖို့လိုတယ် strategy မချဘဲနဲ့တော့ဘယ် business မှာပေါ်မဖြစ်ပေါ့ကျွန်တော်ဒီ The Past Studio စလုပ်တော့ဆိုကျွန်တော်ကိုအချိန်ပေးတယ်6လပဲငါအချိန်ပေးမယ်မဟုတ်မလုပ်တော့ဘူးလို့ကျွန်တော်ကိုပြောတယ်ကျွန်တော်အရန်ငယ်လေးတဲ့ကျွန်တော်ဘယ်တော့မှအပင်မခံမဲ့လူလို့ကိုဆုံးဖြတ်တယ်အပင်မခံဘူးဆိုတာကကိုအားနဲ့အပင်မခံမဲ့သူ mentally နဲ့ခေါင်းနဲ့ကတော့ပင်မခံလိုက်မယ်ခန္ဓာကိုယ်အားသုံးကျွန်တော်တခုရှိတာခန္ဓာကိုယ်အားသုံးပြီးအလုပ်လုပ်လေချမ်းသာဖို့ chance နေလေတယောက်တည်းလုပ်တဲ့အလုပ်တွေဘယ်တော့မှမချမ်းသာဘူး yeah so like ခန္ဓာကိုယ်အားသုံးတာကို short ပြီးတော့ခေါင်းနဲ့ like ငါဘယ်လူကိုဘယ်နေရာမှာထားမှလဲအရန်တော်တဲ့ team တွေခေါ်ဖို့ဆိုတာလေဒီကောင်းကပဲစဉ်းစားရတာပဲလေ right ဆိုတော့ကျွန်တော်ကို6လအချိန်ပေးမယ်ဒါ manifest လုပ်တဲ့နည်းလေးကိုရင်စားပြပါမယ်ပြီးမှ strategy ကိုပြောမယ်ပေါ့နော်ကျွန်တော်အိမ်မှာခွေး9ကောင်ရှိတဲ့အချိန်မှာတနေ့ spa သွားပို့တဲ့အချိန်မှာကျွန်တော်သူအရန်တုံတယ်ရေချိုးတာတုံစရာလို့လားကျွန်တော်စဉ်းစားရေချိုးတာတုံစရာလို့လားပေါ့နော်ဆိုတော့အဲ့ဒါနဲ့နောက်ကျတော့ဟို spa နှိပ်စက်တဲ့ဟာလေးတွေကျွန်တော်မြင်တာပေါ့နော်ဆိုတော့အဲ့တော့မဖြစ်ဘူး spa တော်တော်များများကျွန်တော်ဟိုဒီ6လအတွင်းမှာဘွန်ဖြစ်ပြီးတော့ဟို The Past Studio ဆိုပြီးတော့ spa လောကမှာနာမည်ရလာတာတခုကလည်းကျွန်တော်မှာ market ကဘာ lag နေလဲကိုကျွန်တော်ကြည့်ရတယ် market ကဘာလိုနေတာလဲကိုကြည့်ရတယ်ခါလေးကျရင်ကိုလှုပ်ချင်တာတွေတော်တော်များများလည်း market ကမလိုတဲ့ဟာတွေဖြစ်နေနိုင်တယ်အဲ့ခါကျရင်မဖြစ်လဲမရောင်းရဘူးတို့ဟုတ်ရောင်းမကောင်းဘူးဆိုတာမျိုးတွေဖြစ်လာတယ်တကယ် market ကဘာလိုနေတာကြည့်လိုက်တော့ကလေးတွေရေချိုးနေတဲ့ဟာကိုမြင်ချင်တာဟုတ်တယ်ကလေးတွေကိုဘာလုပ်နေလဲဆိုတာကိုသိချင်တာဆိုလိုက်ကျွန်တော်ကိုယ်တိုင်လည်းသိချင်တယ်မြင်ချင်တယ်ဒါပေမဲ့ဘယ်စပါးပို့ဘလောက်နာမည်ကြီးတဲ့စပါးပို့ဒီလောက်ပဲမြင်ရတယ် like အပေါ်မှာ frosted man ကာထားရ right like ကျွန်တော်တို့ဒီလိုပဲချောင်းကြည့်ရတယ်ညောင်းရင်တော့ထိုင်ဆိုလိုက်မကြည့်ရတော့ right ဆိုလိုက်ကျွန်တော်ဆိုင်အောင်ကြတော့ကျွန်တော် open space လုပ်လိုက်တယ် like open space like ဒီလိုဟင်းလင်းပြအကောနောက်ကကြည့်ဘယ်နေရာကြီးကိုမြင်နေရမယ်ကလေးကို like စိတ်ကိုချနေရမယ်အဲ့ဒီဟာနဲ့ကျွန်တော်ကဒါ strategy ဘိုင်းနဲ့သွားတာပေါ့နော်ဒီလို strategy ချလိုက်တော့6လအတွင်းကျွန်တော်ကိုအမှ invest လုပ်လိုက်တယ်တကယ်အဲ့တုန်းကလေနှစ်ဖူးကကြွေချီမှကြတယ်ဆိုတော့အဲ့တုန်းကမှနားလေတကယ်ဒီလိုတောက်ကြအဲ့ဒါကိုနှစ်ဖူးကကြွေချီမှကြတာဘယ်လိုမျိုးလဲကျွန်တော်ကအဲ့မှာ time မှာကျွန်တော်ဘန်ကောက်မှာကျွန်တော်အမွေးညက်တာသွားတင်လိုက်တယ်ဟုတ်ကျွန်တော်အရင်တော့ကျွန်တော်စဉ်းစားတာကျွန်တော်လည်းအဲ့လိုပဲscarcity mindset လို့ခေါ်တာပေါ့ကြောက်စိတ်ရှိတာပေါ့နော်ငါလုံးမဖြစ်မှာငါမလုံးရင်သူများတွေတိတ်လုံနိုင်မှာမဟုတ်ဘူးငါလောက်ဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးလို့ထင်တယ်အဲ့ဒီချိန်မှာလည်းအချိန်ကြီးအများကြီးပေးစားအဲ့ဒါကြောင့်6လကြာသွားမဟုတ်ရင်3လလောက်တော့ဖြစ်မှာဘာလို့တချို့ business တကယ်လုပ်တတ်တဲ့သူတော်တော်များများကပတ်စံမဲ့ထုတ်လိုက်တာ right like စားတော့ဆိုင်တစ်ခုဖွင့်မယ်ဆိုရင် chef ငါလိုက်တယ်သူတို့ကိုယ်တိုင်ဝင်မချက်နေတော့ဘူးလေကျွန်တော်ကျတော့ဆိုင်မှာကျွန်တော်ကိုယ်တိုင်ဝင်ညှက်မယ်ကျွန်တော်ကိုယ်တိုင် reception နဲ့လုပ်မယ်ကျွန်တော်ကိုယ်တိုင်ဟို finance လုပ်မယ်ကျွန်တော်ကိုယ်တိုင် marketing လုပ်မယ်ဟာလူကတယောက်တည်းကိုပြောင်းတက်တယ်ဆိုတော့အဲ့6လအတွင်းမှာပြောင်းတက်သွားပါတော့အဲ့ဒီအချိန်မှာ marketing ကိုကျတော့တနေ့အောင်ငှားလိုက်တယ်6လlike Chrome မှာရေးချိုးပေးမဲ့လူကိုတက်တက်ငှားလိုက်တယ်အမွေကိုယ်တိုင်ပဲညှက်မယ်တခြားသူညှိစိတ်မချဘူးဆိုတဲ့အတွေ့နဲ့ပေါ့နော်ဒါပေမဲ့အဲ့6လပြည့်ပြီးသွားတဲ့အချိန်မှာတော့အဲ့လူရဖို့လဲ manifest ပဲလုပ်ရတာပဲဒါပဲအဲ့ဒါအရေးကြီးတယ်များသောအားဖြင့်ဒီ bad industry မှာမဟုတ်ဘူးဘယ် industry မှာဖြစ်ပေါ့နော်ဝန်ထမ်းတွေရှားတယ် team member တွေရှားတယ်ပေါ့ကျွန်တော်တို့ coaching တွေလုပ်တော့ရှားတဲ့လူတွေကြုံတယ်ဒီချိန်ထဲမှာကျွန်တော်တို့သူတို့ strategy ပေးပြီးတဲ့နောက်မှာဘယ်မှာတင်ဘယ်လိုရှာပေးပြီးတဲ့နောက်မှာဒီ manifest အိမ်စာကိုထပ်ကိုပေးရတာအဲ့ဒီကနေလက်မခံရင်သူတို့စိတ်ထဲကလက်မခံထားရင်ဒီလူကမရဘူးလိုချင်တဲ့လူရလာမှာအဲ့တော့ကိုစီကဘယ်လိုမျိုး manifest လုပ်ခဲ့လဲကိုလိုချင်တဲ့ team member တွေရလာဖို့အတွက်ကျွန်တော်အများတန်းတွေးတဲ့သူကျွန်တော်တို့အလုပ်အများကြီးလုပ်ပြီးနိုင်တဲ့သူတွေကျွန်တော်အရင်လုပ်ချင်တာဘယ်လိုမျိုးလဲဆိုဥပမာတချို့တွေဆိုရှိတယ်team တွေဖွဲ့စည်းထားတယ် they are very slow အဲ့တော့အလုပ်ကြီးကမပြီးတော့အဲ့တော့ဘာမှသွားထိကြိုက်လဲဆိုတော့ productivity မှာသွားထိကြိုက်ကုန်ရောefficiency တွေမှာသွားထိကြိုက်ကုန်ရောနောက်ဆုံးမှာသွားထိကြိုက်မယ်ဝင်ငွေတွေမှာထိကြိုက်ကုန်ရောဆိုတော့ကျွန်တော်အများတန်းစဉ်းစားတာဘာလို့ကျွန်တော်ကိုယ်တိုင်လဲကဘာကြီးကိုပေးနိုင်တဲ့ဟာပဲကျွန်တော်ပြန်တောင်းဆိုတယ်ကျွန်တော်တယောက်တည်းနဲ့ကျွန်တော်လူ3ယောက်စာလောက်လုပ်နေတယ်အဲ့ဒါကြောင့်ကျွန်တော် business က3ခုကနေ4ခုဖြစ်နေတာright ဆိုလေအဲ့တော့ကျွန်တော်နာမှာရှိတဲ့သူတော်တော်များများလဲကျွန်တော်အဲ့လိုမျိုး3ခုကနေ4ခုလောက်လုပ်နိုင်တဲ့သူလို့ကျွန်တော်ဒါပေမဲ့မဖြစ်နိုင်ဘာဖြစ်လို့အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်လူ1ယောက်တည်းကပဲ2ယောက်စာလောက်လုပ်နိုင်တဲ့သူရှိရင်ကောင်းမယ်
အခုချိန်ကျွန်တော်ဖွဲ့စည်းထားတာ team ဆိုရင်ကျွန်တော်ဒီ sign တစ် sign ထဲမှာဆိုရင်ဒီ pass bar မှာဆိုရင်9ယောက်ရှိတယ်9ယောက်စလုံးတစ်ယောက်တည်းကနေ2ယောက်စာလောက်လုပ်နိုင်တဲ့လူတွေကြီးပဲyeah 2ယောက်စာလောက်လုပ်နိုင်တာဆိုတာအလုပ်ကို2ခုခွလုပ်နိုင်တာကိုပြောတာမဟုတ်ဘူးအဲ့2ခုစလုံးတိတိကျကျလုပ်နိုင်တဲ့သူတွေကြီးပဲဟို profession မတူ right အကိုဆိုရင်အခုဒီလို podcast လောက်ရတာကျွမ်းတယ် right အမွှေးညက်ဆိုမညက်တာမှာမဟုတ် ဘယ်ဘာမှမလုပ်တတ်ဘူး ဒါပေမဲ့ကျွန်တော်စီမှာကျတော့လုပ်မဟုတ်ဘူး like ဒီ profession လဲကျွမ်းရမယ် marketing ကိုလည်း expert ဖြစ်နေရမယ် yeah and then ဒီအမွှေးညက်တော့လည်း very expert ဖြစ်နေရမယ် and then သူတို့ကလည်း they follow ပြောတယ်သူတို့လည်းပြောတယ် like follow လုပ်တယ်ဆိုရင်ဒီမှာတော့ဘယ်သူမှတော့တတ်လုံးတော့အများနဲ့အလုပ်လုပ်မှာမဟုတ်ဘူးဆိုတဲ့ mindset တစ်ခုပဲပေးထားတယ်ဆိုတော့ကိုအလုပ်လုပ်နေတဲ့အချိန်တစ်ခုအတွင်းမှာပျော်အောင်ကိုကြိုးရှိအောင်မလုပ်ဘူးဆိုရင်ကိုအချိန်ကြီးကုန်သွားတာပဲဖတ်တယ်နော် right အချိန်ကပြန်ဝယ်လို့မရဘူးကျန်တာအကုန်လုံးပြန်ဝယ်လို့ရတယ်လေ money နဲ့ဝယ်လို့မရတာအချိန်တစ်ခုပဲရှိတယ်ကျန်တာအကုန်ဝယ်လို့ရတယ် wait တစ်ခုရှိတယ် money can buy happiness ဆိုရင်အဲ့လိုပြောတဲ့သူတွေ like ပြောနေတယ်လို့ထင်ပါတယ် I don't know money literally buy everything အချိန်မဲ့ဝယ်လို့မရတာဒါပါတော့ဆိုလိုက်သူတို့ပြောတာကဒီအချိန်တွင်းမှာကိုက6လကိုပေးမှာလားတစ်နှစ်ပေးမှာလားတစ်နှစ်လုံးကွာ9 to 5 like ကျွန်တော်တို့8 3လုံး rule နဲ့နေရတာ哦8နာရီအလုပ်လုပ်8နာရီ like ကိုအတွက်ကိုအချိန်ပေး right 8နာရီအလုပ်လုပ်တဲ့အချိန်မှာပျော်အောင်ကိုအတွက်ကိုအကျိုးရှိအောင်မလုပ်ဘူးဆိုရင်ကျန်တဲ့8နှလုံးမှာလည်းဘာမှသုံးမကြတော့မှန်မယ် right so like အဲ့တော့သူတို့ဒီ8နာရီအတွင်းမှာကို like invest လုပ်ပေါ့ invest လုပ်သူတို့အများနဲ့မတိတာရှိရင်တခါတည်းတင်ဖို့ resource ကိုလေတတိတယောက်တည်းပဲလို့ပေးထားရင်အဲ့လူကဘယ်တော့မှတတ်မှာမဟုတ်ဘူးဘာလို့ဆိုတတိကအားတဲ့အချိန်ရှိတယ်မအားတဲ့အချိန်ရှိတယ်လေတတိကအများနဲ့9 to 5သူတို့နဲ့ stick ဖြစ်ပြီးမနေနိုင်ဘူးလေ so like land လုပ်ဖို့အတွက်ဒီလူမျိုးကြည့်ပြီးတော့ land လုပ်ပါမယ် तू မှမရှိတာဘယ်က land လုပ်မလဲ so like opportunity လို့လည်းအများတန်းပေးထားရမယ်ပေါ့နော် so like အဲ့ဒါဆိုရင်တော့ကိုလိုချင်တဲ့ပုံစံတွေရတာပေါ့ခုနပြောသလို okay 2ယောက်စာလုံနိုင်တဲ့သူကို manifest လုပ်တယ်ဆိုရင်2ယောက်စာလုံနိုင်တဲ့ပုံစံကိုကိုကပေးထားရမယ် so like imagine and strategy right like strategy ကြီးပဲရှိနေလို့လည်းမရဘူး strategy ကြီးပဲရှိနေလို့အားကျင်ရလဲကိုဘာလုပ်ချင်တဲ့ vision ကိုမမြင်တော့လေဘာလုပ်ရမှမသိတော့ဘာခိုင်းရမှမသိတော့ဟုတ်တယ် yeah ကိုစီရတာအခုချိန်မှာမြန်မာငွေ9သိန်းနဲ့လုပ်ငန်းတစ်ခုကိုပြန်စရမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ငန်းကိုပြန်စခြင်းလဲအိုးမြန်မာငွေ9သိန်းနဲ့ကျွန်တော်ပြန်စမယ်ဆိုရင် yeah podcast ကနေကျွန်တော်ပြန်စဖြစ်မှာထင်တယ် yeah ဘာလို့လဲဆိုတော့အရင်ဒီအများကြီးမလိုတာ digital product ပဲရှိတယ် right လူတိုင်းမှာတော့ဖုန်းရှိတယ် right so like အဲ့ဒီ business ကတော့အများနဲ့လုပ်နေရလိမ့်မယ် streaming business တခုอ่ะဘာလို့လဲဆိုတော့ဒီလို mic တွေဆိုရင် DJI မှမဟုတ်ဘူးဆိုရင်ကျွန်တော်2သိန်း3သိန်းလောက်နဲ့ရတာဟုတ်တယ် right like 9သိန်းဆိုရင်ထားပါတော့ဒါ3သိန်း okay like IKEA lamp တွေဆိုရင်9000 8000 right like 2သိန်းလောက်တုံးလိုက်လေ lamp တစ်ခုနဲ့ right နောက်မှာကိုအိမ်မှာတော့နေရာတစ်ခုရှိမှာပေါ့လေအဲ့ဒါမှသွားပြီးတော့ကိုကအဲ့ရနေစားတယ်ဆိုရင် you can start from it တခုခုစပြီးတော့ content creation လုပ်ရ yeah content creation လုပ် yeah အရင်ကောင်းတဲ့ idea ပဲမြန်မာနိုင်ငံမှာလက်ရှိလူငယ်တော်တော်များများဒါကိုစီကလိုမျိုးအသက်25နှစ်အရွယ်တွေလည်းပါလိမ့်မယ်လမ်းပြောက်တယ်ဆိုတဲ့ဟာကိုကြုံနေကြရတယ်ပေါ့နော်ဒါကတော့သူတို့ရဲ့ပတ်ဝန်းကျင်နဲ့လည်းဆိုင်မယ်ကြောင်းတော့ရှိမှာပေါ့ပတ်ဝန်းကျင်နဲ့ဆိုင်နေဆိုတော့ပတ်ဝန်းကျင်ပြောပြမှာပတ်ဝန်းဒီမှာရှိတဲ့လူတော်တော်များများmanipulate လောက်ခံထားတာများတာငငယ်တည်းကနေပြီးတော့လေ not by the government by the family member yeah လူအခုလိုပြောရနေဆိုရင်တော့ကျွန်တော်မတရားဘူးကြာတာကြာမယ်ပေါ့နော် like ဟိုဟာဖြစ်လို့ဒီချိန်နေဖြစ်လို့ဒီချိန်နေဖြစ်လို့ဟိုချိန်နေဖြစ်နေလို့ဒါလောက်လို့ခစ်ပြတ်မှာတတိတွေအများကြီးပဲ right like they still like find a way to make a money like ကိုနဲ့ပဲဆိုင်နေကွာကျွန်တော်မြန်မာပြည်ကဒီ environment ကဘယ်လောက်ထိ toxic ဖြစ်လဲဆိုရင်ခုနကကျွန်တော်ပြောသလိုပဲ project လုပ်နေကြတာအသက်40လူတယောက်ကစင်စင်ရဲအထိပဲ तू အသက်40စီစင်စင်ရဲနေလာရင် तू မှာရှိတဲ့ experience ကအသက်40စလုံးကစင်ရဲတဲ့ experience ပဲရှိတယ်မှန်တာပေါ့ yeah so like အဲ့ဒီဟာကိုပဲ तू ကပြန်ပြီးတော့ hand လုပ်ပေးနေသေးတယ်နင်ဒီလိုမလုပ်နဲ့နော်ဒီလိုမလုပ်နဲ့နော်ဒီလိုမလုပ်နဲ့နော် so like အဲ့ဆို show me what you got ကျွန်တော်ဆို show me what you got ကျွန်တော်တခုခုပြောမဲ့လူဆိုရင်အကြံပေးမယ်ဆိုရင် show me what you got တခုခုလောက်နိုင်နေဆိုရင်တော့ကျွန်တော်အဲ့လူစီအကြံယူလိုက်မယ်သူ့နေရာနဲ့မလဲနိုင်တဲ့သူဆိုရင်တော့ကျွန်တော်သူ့စီအကြံမယူကျွန်တော်အကြံယူမယ်ဆိုကျွန်တော်စဉ်းစားအဲ့လို mindset လေးနဲ့သွားစေချင်တယ်ပေါ့နော်လူတွေကိုလေအကြံနေအများကြီးကိုစုပြီးတော့ဟို bad advice ကဘာလဲလို့ပြောရင် too much advice တွေအများများလွန်းနေတာက is bad advice too much knowledge make a fool exactly အဲ့ too much knowledge တွေကလည်း knowledge ကလည်း तू ရတဲ့ knowledge လေကိုရတဲ့ knowledge မဟုတ်တာဟုတ်တယ် right mindset နှစ်ခုရှိတယ်ကျွန်တော်ပြောပြမယ်တစ်ခုကကြတော့အဲ့လူကကိုအကြံပေးမယ်ဆိုရင်အဲ့လူနေရာကိုလဲနိုင်လားအဲ့လူနေရာမှာကိုသွားနေနိုင်လားအဲ့ဒါဆိုသူ့အကြံယူနောက်တစ်ခုကကြတော့
ကိုထားပါတော့ကိုလုံးမယ်လို့ plan လုပ်ထားတယ်ဒီ podcast အကြောင်း podcast ပဲထားပါတော့ तू မလုပ်ဘူးသေးဘူးဆိုရင်သူ့စီအကြံမယူနဲ့မလုပ်ဘူးသေးတဲ့သူစီကနေပြီးတော့ဒါလေးလုံးရင်ကောင်းမယ်ထင်တယ်ဆို तू projection တွေပဲ तू ပြောလိုက်မှာ right အဲ့မှာတွားယူပြီးတော့အော်အေး तू ကတော့အသက်ကြီးတယ်ဝါကြီးတယ်မှန်မှာပေါ့ experience for what ကိုလုံးမဲ့အလုံးမှာ तू မလုပ်ဘူးသေးတာ right ကျွန်တော်တို့အမှန်တည်းအချိန်ကုန်သွားတာလေအော် तू ကမှန်ပါတယ် तू ကအသက်ပိုကြီးတော့ तू က experience from what သူရှိတဲ့ experience ပဲ तू ပြောမှာလေကိုလုံးမဲ့ experience မှမဟုတ်တာ right ကိုအရင်တော့ဆိုကျွန်တော်စီမှာဒီမှာအရင်ဟိုဟာဖြစ်ကြတာကငယ်ငယ်တော့ဆိုအကိုလည်းကြုံမှုမဲ့ထင်တယ်အကုန်လုံးတချင်းဆိုချင်တာ right like ဆိုတော့ဖြစ်ချင်တာ like rapper ဖြစ်ချင်တယ် or like underground သွားချင်တယ်ဒီမှာမြန်မာလူငယ်တွေအများကြီးရှိ right အကြံပေးတဲ့မိဘတွေကိုကြည့်တော့ဟို rich as fuck တွေမပြောဘူးเนาะ rich as fuck မဖြစ်တဲ့လူတွေဆိုရင်အကုန်လုံး block လိုက်တယ်သူတို့သားသမီးလှုပ်ချင်တာတွေအကုန်လုံး block လုပ်လိုက်တယ်တချင်းမရေးနဲ့မကောင်းကောင်းရင်လည်းကောင်းမှာပေါ့တချင်းရေးပြီးအရန်ကောင်းပြီးတော့တတိဖြစ်သွားရင်ဘယ်လိုလုပ်မလား like scarcity mindset ပေါ့နော်ကြောက်တာပေါ့နော်ခုန anxiety တွေအရန်ရပြီးတော့သူ့တားလိုက်တယ်ပိတ်လိုက်တယ်အဲ့မှလည်းဘာမှမလုပ်ဖြစ်တော့ဘာမှမဖြစ်ထုံးမဲနဲ့ကြာလာပြီးဒီ environment ဒီဟာကြီးကကြီး25နှစ်ကနေ30နဲ့40ဖြစ်ဒီလူကြီးပဲတစ်ပတ်လဲနေအဲ့ဒီအချိန်မှာဘာမှမလုပ်ဖြစ်တော့များသောအားဖြင့်ဒီမြန်မာနိုင်ငံကမိဘတွေတို့အုတ်ထင်းသူတွေတို့လှုပ်လိရှိတဲ့အမှားတကူကကိုယ်ကောင်းထဲမှာရှိတာအကုန်တွန်ချပြီးတော့သားသမီးကိုငါ့လိုပုံစံတိုင်းကွက်တိခွက်ကနေအဲ့နေရာမှာသူ့အတွက်အကောင်းဆုံးကဘာဖြစ်မလဲ filter လုပ်ပြီးတော့မပေးထားဘူးတချို့မိဘတွေဆိုလို့ရှိရင်နည်းနည်းလေးအတွေးခေါ်ရှိတဲ့မိဘတွေဆိုလို့ရှိရင်ရန်ဖြစ်ချင်တယ်သားသမီးရှိမှမဖြစ်ဘူး exactly ဒီခုပြချင်တယ်သားသမီးရှိမှမပြဘူးဒီလိုသွားတဲ့ဥစ္စာရှိစေချင်တယ်ပေါ့နော်တစ်ချိန်တည်းမှာအခုကျွန်တော်မေးချင်တာကအဲ့ဒီလိုမျိုးလက်ရှိမြန်မာနိုင်ငံကလူငယ်တွေအတွက်လမ်းပြောင်းနေတယ်ဆိုလို့ရှိရင်သူတို့ကိုစီကနေဘယ်လိုအကြံပေးချင်လဲဒါတော့မြန်မာပြည်ရဲ့ situation နဲ့လည်းဆိုင်တာ哦မြန်မာပြည်ရဲ့ situation နဲ့လည်းဆိုင်တော့လူတွေတော်တော်များများကရောချလိုက်တယ်လမ်းပြောက်တာတသက်မလောက်ချင်တာတသက်အဲ့နှစ်ခုလုံးရောပြီးတော့ဘာလို့မှမသိပါဘူးစထွက်လာရင်ဘာလို့ချင်ဘာလို့မှမသိပါဘူးဘာမှလည်းလုပ်လို့မရပါဘူးကနောက်မှထွက်လာတာ right ဘာလို့မှမသိတာနေရင်စားတာနင်ဘာလို့ချင်လဲဘာလို့မှလည်းမသိပါဘူးဒီလိုချိန်မှာဘာမှလည်းလုပ်လို့မရပါဘူးဆိုအဲ့လိုပေါ့နော် so like ကိုဟာကိုပဲပြန် start like think ငါတကယ်ဘာလုပ်ချင်တာလဲ of course like အကြီးတော့စလုပ်လို့တော့မရဘူးပဲအရာမှလေ like ထားပါတော့အခု Facebook ပိုင်နေသူဆိုရင် like မာထိုင် billionaire trillionaire ဖြစ်တော့မယ် he start from zero right yeah like အကုန်လုံးက0ကပဲစားလေအဲ့ zero like ကြောက်တာနဲ့ပဲမစပြစ်တာနဲ့ပဲမကြောက်မစတော့တာso like မကြောက်နဲ့စပေါ့ကျွန်တော်တော့လို့ပဲပြောချင်တယ်ကျွန်တော် best ပါလို့တော့ကျွန်တော်ရဲ့ family ထဲမှာလည်းပတ်လုပ်ငန်းလုပ်တာတယောက်မှမရှိဘူး right so like ကျွန်တော်အဖေကသူက like he's a really like good businessman yeah he taught me a lot about business not about money သူမှလည်း money အတွက်ပတ်သက်ပြီး scarcity mindset ရှိခဲ့တယ်အဲ့ဒါကြောင့်လည်းကျွန်တော်အခုချိန်မှာပတ်စံနဲ့နည်းနည်းပတ်သက်ပြီးတော့စိတ်ထဲမှာနည်းနည်း struggle လုပ်နေရတယ်ပေါ့နော်ဟိုစိတ်ထဲမှာပြောတာနော် so like ပတ်စံနဲ့ဆိုရင်အဲ့လိုမျိုးနည်းနည်းကြောက်တတ်တယ်ခုနကလိုမျိုး financial freedom သိမ့်မရသေးဘူးတခုခုဆိုရင်ငါသုံးလိုက်ရင်ကုန်သွားမလားဆိုတဲ့ mindset ကြီးရှိသေးတယ်လေပတ်စံစုမှချမ်းသာမယ်ဆိုတဲ့ mindset ပေးထားတာ yeah အဖေကကိုစီအခုလက်ရှိလုပ်နေတဲ့စီးပွားရေးတွေပဲဖြစ်ဖြစ်ထပ်လုပ်မဲ့စီးပွားရေးတွေပဲဖြစ်ဖြစ်9%နဲ့ကိုစပြီးတော့လုံတာပိုကောင်းတယ်လို့မြင်လားဒါမှမဟုတ်ရင်တွဲပြီးတော့သူတစ်ဝက်ကိုတစ်ဝက်ဒါမှမဟုတ်တွဲလုံတာကောင်းလားတချို့ကျွန်တော်ကြားဘူးတဲ့ဒီကအောင်မြင်နေတဲ့လူတွေပြောတာလက်ရှိအချိန်မှာစီးပွားရေးလုပ်ချင်တယ်ဆိုလို့ရှိရင်9%နဲ့ကိုစမလုပ်နဲ့အဲ့ဒါဒီချိန်မှာအရှုံးပဲဆိုပြီးတော့ပြောဒါအမြင်တစ်ခုရှိတယ်ကိုစီကဘာလို့လက်ခံလဲဒါအခုချိန်မှာဒါလူတွေကပြောကြတာပေါ့နော်ဘန်လုံးတွေပါဒီကြားပူတာပေါ့နော်ကျွန်တော်အဖေကကျွန်တော်မွေးကြတဲ့ဘန်လုံးနဲ့သူကလှုပ်ခဲ့တာ yeah ဆိုလိုက်ကျွန်တော်လုံးဘယ်တော့မှမကြောက်ခဲ့ဘူးလုံးဆိုတာလည်းရှက်เสียရတဲ့ဘသူအတွက်ရှက်เสียဘသူကရှက်တာ yeah exactly right like သူများပတ်စံနဲ့ချမ်းသာအောင်လုပ်လို့ရတဲ့နည်းမျိုးဆိုရှင်ကျွန်တော်ပထမဆုံးအလုပ်လုပ်တော့ဒီ passport ဖွင့်ပြတော့ I didn't ကျွန်တော်ပတ်စံမသုံးခဲ့ဘူး I use bank money သုံးလေ interest နေတယ်လေ right interest နေတယ်risk အများကြီးယူစရာမရှိဘူးဒါပါတော့ကျွန်တော်မှာကားတစ်စီးရှိတယ်ကားတစ်စီးရောင်းလိုက်ကုမ္ပဏီလေးကားဒီလုပ်ငန်းမြတ်မှာလားရှုံးမှာလားဘယ်သူသိမှာလားသူမှမသိဘူး right ဆိုlike အဲ့လောက်ထိတော့ risk မယူတော့သူများပတ်စံနဲ့ risk ယူတယ်ဆိုရင်ရှုံးရင်တော့မှငါကားပြန်ရောင်းပြီးငါပြန်ပေးလို့ရသေးတယ် right so like ကျွန်တော် stakeholder လို့ခေါ်တာပေါ့နော် stakeholder တွေထဲမှာဆိုရင်ဒီ customer တွေလည်းပါတယ် creditor တွေလည်းပါတယ်investor တွေလည်းပါတယ်ပေါ့အရေးကြီးဆုံးကတော့ customer ပေါ့ကျွန်တော်အဲ့အဟာနဲ့ပြောပြပါမယ်အရေးကြီးဆုံးကတော့ဒီ stakeholder တွေမှာ customer ပါတယ် customer ပြီးရင်ကျွန်တော် employee ပါတယ် customer ကပေးတဲ့ပတ်စံတွေမှာဒီလုပ်ငန်းကလဲလို့ရမှာဟုတ်တယ်ဒီလုပ်ငန်းလဲဖို့အတွက်က employee လိုတယ် yeah right
ပတ်စံရှိနေပြီလဲပတ်စံတွေကချထားလို့မှအလုံးမှမဖြစ်တာ like employee လိုတယ် and then ပြီးရင် owner အရေးကြီးတယ်ပြီးတဲ့အခါကျရင် like invest လုပ်မဲ့သူကအရေးကြီးတယ်လုပ်ငန်းကြီးခြင်းလေ investor လိုလေ မှန်တယ် ကိုယ်စီမှာမရှိတဲ့ဟာယူလက်ဖြစ်နေတဲ့ဟာယူမစင်စားနဲ့ကိုယ်ကူညီပေးနိုင်မယ်သူဘယ်သူရှိလဲကိုကလည်းမှန်မှန်ကန်ကန်နေဖို့လိုတာပေါ့နော်အဲ့ဒါကြောင့်လဲလုပ်တယ်ဆိုရင်သူများယုံကြည်အောင်လုပ်တယ်ဆိုတာလေကိုယ့်ကို invest လုပ်ပေးမဲ့သူတွေရှိအောင်လို့ပေါ့ yeah ကျွန်တော်မြင်တာကတော့အလှော်တစ်ခုကနေတစ်ခုတက်မယ်ဆိုလို့ရှိရင်ငွေကြီးရအခရာမကြတော့ exactly ကြတော့သစ္စာရှိမှုယုံကြည်မှုအာကိုထိုက်အောင်နေမှုကိုယုံကြည်ရတယ်ဆိုတဲ့နေရာတစ်ခုကသာနောက်ပိုင်းဘန်တွေကလိုက်ပြီးတော့အရင်တော့ဘန်တွေငွေသွားချိမယ်ဆိုရင်စာရွက်စာတမ်းနဲ့နောက်ပိုင်းယုံနေဆိုရင်အကိုဒါလေးသုံးဝေးပါအောင်ဖြစ်သွားပြောင်းပြန်ဖြစ်သွား ဘန်နေဆိုရင်အခုဆိုရင်ထားပါတော့ဘန်တွေရဲ့ဟာကအရင်တော့သူတို့လည်းဘန်တွေမှာလည်း mindset မှာခဲ့တာပေါ့နော်သူတို့မတင်ပေးခဲ့ဘူးလို့ပဲထားပါတော့ဘန်သွားတဲ့ခါကျရင်ဘန်ကလူတွေအကုန်လုံးမျက်နှာတီးကိုယ့်ပတ်စံကိုလာအပ်ပြီးတော့သူတောက်ကင်နံပါတ် order ကိုကစောင့်တယ်သူတို့မေ့နေတာဟာကဘန်တွေအကုန်လုံးကလည်းဒီအပ်တဲ့ပတ်စံပဲသူတို့အလုပ်ပြန်လုပ်ကြတာ right ဘန်သွားတဲ့ပုံစံလိုက်အဲ့ဒီ mindset ကိုသူတို့တင်ပေးလိုက်လို့လားမသိဘူးအခုဆိုရင်ပတ်စံ300အပ်တဲ့သူဆိုရင်လုံးရှိတယ်နော်ဆိုလာလုံးရှိတယ်နော်ဘာလုံးရှိတယ်နော်ညာလုံးရှိတယ်နော်သူတို့ပတ်စံလိုချင်တယ်လေ right ပြီးရင် health care တွေရှိတယ်နော်ဘာရှိနေအခုဆိုအဲ့လိုတွေလာကြပြီပေါ့နော်အဲ့လိုလုံးယူတာကချက်စရာမဟုတ်ဘူးလေသူများလည်းကိုယ့်ဘဝမှာနေနေတာမဟုတ်တာရှက်တယ်ဆိုတာသူများရဲ့အတွေးထဲမှာပိတ်မိနေလို့ right သူများဘာတွေးမလဲပိတ်မိနေလို့လေ ဟုတ်တယ်ဒီ mindset ကအကျွေးယူသွားရင်အကျွေးနုံနစ်မယ်ဆိုတော့ဒီ manipulate လုပ်ထားတဲ့ပုံစံတွေကလူဒီမြန်မာနိုင်ငံရှေ့ဆက်ပြီးတော့နုံနစ်ခဲ့တဲ့သူတွေကပဲအကြံပေးတာ哦 yeah အမှန်ပဲဒီ credit ဆိုတဲ့ industry ကနည်းနည်းပျောက်လေးစီးပွားရေးကပို့ပြီးတော့နှိမ့်ကြလေးပဲဆိုတော့မသိဘူးပေါ့နော် okay အဲ့တော့ကျွန်တော်ဒီနောက်ဆုံးကျွန်တော် podcast မှာနောက်ဆုံးအနေနဲ့မေးချင်တာသိချင်တာတခုပါပေါ့နော်ဒါကိုစီယာနဲ့ပတ်သက်ပြီးတော့ပဲသိချင်တာပေါ့ကြပြီနောက်ထပ်နှစ်45နှစ်လောက်ရောက်45နှစ်ဆိုပါစို့ကိုစီယာအနေနဲ့အသက်60 80လောက်ရောက်တဲ့ခါမှာလက်ရှိအသက်25နှစ်လောက်ဇေယျကိုပြန်ပြီးတော့မြင်တွေ့ရပြီးတော့သူ့ကိုစကားလေးတွေပြောရမယ်ဆိုလို့ရှိရင်ဘာတွေပြောချင်လဲ okay စိတ်တန်းနဲ့ short လို့ဒုက္ခသူဖြစ်လာလိုက်မယ်လို့ကျွန်တော်အများတန်းအခုချိန်မှာဆိုဘာဖြစ်လဲဆိုဒါမဖြစ်ဘယ်လိုလုပ်မှာလဲငါစီစဉ်ထားတဲ့အတိုင်းမဖြစ်ဘယ်လိုလုပ်မှာလဲ but အများတန်းမဖြစ်ခဲ့တယ်ခုန manifest ကောင်းတော့ right like အများတန်းမဖြစ်ခဲ့တယ်အဲ့ဒီဟာကိုစိုးရင်တဲ့စိတ်ကြီးအများတန်းကတ်နေတော့လူကလေဟိုဘယ်တော့မှ relax မလုပ်နိုင်ဆို like 65နှစ်ကအရွယ်ဆိုရင်တော့ okay take a chill pill and relax you can do it you can do it you can do it အဲ့လိုပဲကျွန်တော်ပြောလိမ့်မယ်ထင်တယ် yeah ရမိုက်တယ်အဲ့တော့ဒီဟိုနောက်ထပ် podcast ဒီမှာကျွန်တော်ပြန်ပြောမယ်ဒီခေါက်အတွက်ကို final message အနေနဲ့ကိုစီကဘာဒီခန်းစားချက်ဘယ်လိုရှိလဲကျွန်တော်တို့ဒီပြောရတာဘာတွေပြောခဲ့ချင်တာတွေရှိသေးလဲဘာတွေလို့အဆုံးသတ်ချင်လဲပထမဆုံးအနေနဲ့ invest yourself လူကပိုကြည့်ကောင်းလေအလုပ်ပိုလုပ်လို့ကောင်းလေနေရာတစ်ခုပိုရောက်လေဆိုလိုက်အနက်ကိုအများတမ်းမှုေးနေဖို့ like physics ကောင်းဖို့ဆိုတာပိန်မိုးတွေဟို muscle ထွက်ဖို့တွေပြောတာမဟုတ်ဘူးเนาะ like ကြည့်ကိုနဲ့ like တင့်တော်မယ် physics တစ်ခုရှိဖို့ invest yourself first and then ပြီးတော့ mentally ကိုအများတမ်း check လုပ်နေလက်ကျိုးတာမြင်ရတယ် right စိတ်ကျိုးတာလူမမြင်ရဘူးလေလက်ကျိုးတယ်ဆိုရင်ဆရာဝန်စီမှာတော့ကူတယ်စိတ်ကျိုးနေတာကိုပဲသိတယ်အဲ့ဒီစိတ်လေးကိုအများတမ်းပြင်ပြီးတော့နေဘသူကြောင့်မှကိုအမိတ်မခံနဲ့ like shine bright and do what you want that's all that's great yeah အဲ့တော့ဒီ podcast မှာလာပြီး join ပြီးတော့ပြီးတော့အရန်ကို powerful ဖြစ်တဲ့ဒီလိုမျိုး psychology အများကြီးသင်ပေးသွားခဲ့တဲ့လူငယ်တွေအတွက်ကိုအများကြီးပြောပြပေးသွားတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဖိတ်ပေးပြီးတော့ဒီလို opportunity ဒီတစ်ခုပေးတာကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့နောက်ထပ် podcast ဒါလည်းကျွန်တော်ရဲ့ manifest တဲ့တစ်ခုပဲကျွန်တော် podcast လုပ်ချင်တယ်ဆိုတာကျွန်တော်ရောက်လာyeah နောက်ထပ် podcast တော့လည်းတစ်ခါတည်းကြိုးပြီးတော့ဖိတ်လိုက်တယ် deep down သွားခြင်းနဲ့နောက်ထပ် podcast တွေကြာရင် let's go ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါဒီဟောနားလိုက်ရအောင်